အားလုံးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်ဟုတ်ဒါပါဆရာမဟုတ်ဟုတ်ကဲ့ပါမိုးရင်းဆိုတော့ food safety ကတကယ်ကိုအရေးကြီးပါတယ်ဒီ webinar လေးကိုတက်ရောက်ပြီးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ကအခုဒီလိုမျိုးအသိပညာတွေကိုကိုသိတဲ့လောက်ကိုတဖြည်းဖြည်းပြန်ပြီးတော့ကျမကနေပြီးတော့အားလုံးကိုပြောပြမယ်အားလုံးကနေပြီးတော့လည်းကိုနီးစပ်ရာတွေပြောပြမယ်ဆိုရင်ကျမတို့အားလုံးပို့ပြီးတော့ဘေးကင်းတဲ့ပတ်ဝန်းကျင်တစ်ခုထူထောင်နိုင်မယ်လို့ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ဒီလို free webinar မျိုးတွေကိုခဏခဏလုပ်ပေးသွားဖို့လည်းစူးစမ်းနေပါတယ်အရင်ဆုံးကတော့ကျမတို့က food safety လို့ပြောလိုက်လို့ရှိရင်ဒီအစားအသောက်ဘေးအန္တရာယ်လေးမျိုးကနေပဲအမြဲတမ်းစတာပေါ့နော်ဒါအခြေခံပဲလို့ပြောလို့ရတာပေါ့ဒီလေးမျိုးကတော့ food safety အကြောင်းကိုနားလည်တယ်လို့ပြောမယ်ဆိုရင်ဒီလေးခုသိရင်တော့ဒီလေးခုကိုသိရမယ့်ဟာတွေပေါ့နော်ပထမဦးဆုံးကတော့ဇီဝဆိုင်ရာဘေးအန္တရာယ်ပြီးတော့ဓာတုဆိုင်ရာဘေးအန္တရာယ်ရုပ်ပိုင်းဆိုင်ရာဘေးအန္တရာယ်နဲ့ဓာတ်မတည့်ပစ္စည်းများလို့ပြောရမှာပေါ့နော်အဲ့ဒီထဲမှာဒီဇီဝဆိုင်ရာဘေးအန္တရာယ်ကကြတော့ဒီဘက်တီးရီးယားတွေ virus တွေပိုးမွှားတွေပေါ့နော်ဒီဟာတွေရဲ့သူတို့တွေကြောင့်မို့လို့ဖြစ်တဲ့ဆိုးကျိုးတွေပေါ့ပြီးရင်ဓာတုဆိုင်ရာဘေးအန္တရာယ်ကကြတော့ဒီပိုးသက်ဆေးဓာတ်ကြွင်းတွေလိုမျိုးပေါ့တင်းနှံတွေပေါ်ကနေပါလာမယ့်ဟာတွေဆန်တွေပဲတွေကနေပါလာမယ့်ဟာတွေပြီးရင်ကိုယ့်ရဲ့အိမ်မှာသို့မဟုတ်လုံငန်းမှာကိုပဲလက်တန့်ဆေးတို့ဆက်ပြာတို့လိုမျိုးဓာတုပစ္စည်းတွေကနေပါလာမယ့်ဟာတွေသဘာဝဖြစ်စေတဲ့သဘာဝအတိုင်းဖြစ်နေတဲ့အလိုလျောက်ဖြစ်နေတဲ့စားစရာတွေကနေပါလာနိုင်တဲ့အစိတ်တွေပေါ့ဒါတွေကိုတော့ဓာတုဆိုင်ရာဘေးအန္တရာယ်လို့ခေါ်ပါတယ်နောက်နံပါတ်3အနေနဲ့ကတော့ရုပ်ပိုင်းဆိုင်ရာဘေးအန္တရာယ်တွေဖြစ်ပါတယ်မတော်တဆဝင်သွားနိုင်တဲ့အရာဝတ္ထုတွေအကုန်လုံးပါပါတယ်ဓာတ်မတည့်ပစ္စည်းဘေးအန္တရာယ်အနေနဲ့ကတော့allergen တွေအနေနဲ့ကတော့ကျမတို့နိုင်ငံမှာသတ်မှတ်ထားတာဆိုရင်တော့နို့ရှိမယ်ဥရှိမယ်ငါးရှိမယ်ပင်လယ်စာတွေရှိမယ်မြေပဲရှိမယ်အစိတ်အဆန်တွေရှိမယ်ဂျုံကနေလာတဲ့ gluten ရှိမယ်ပဲပုပ်ရှိမယ်နောက် sulfite လို့ခေါ်တဲ့အသီးနှံအချောက်လန်းတဲ့ခါကျရင်အသုံးပြုတဲ့ပစ္စည်းတွေရှိမယ်ပေါ့နော်အဲ့တော့အခုကျမတို့နိုင်ငံမှာသတ်မှတ်ထားတဲ့ဓာတ်မတည့်ပစ္စည်းဆိုတာကျတော့ကိုယ့်တနိုင်ငံတည်းမဟုတ်ဘဲနဲ့တစ်ကမ္ဘာလုံးမှာအများစုအသုံးပြုကြတဲ့grade 8ဆိုတဲ့စည်ရင်းကိုပဲကျမတို့နိုင်ငံမှာတော့ဓာတ်မတည့်ပစ္စည်းရဲ့လို့သတ်မှတ်ထားတာပေါ့နော်အဲ့တော့ကျမကြည့်ပဲပြောနေပြင်းစရာကောင်းတယ်လေအပြန်အလှန်လေးမိန်းကုန်းလေးနည်းနည်းလောက်လုပ်ကြည့်ရအောင်ပါကိုယ်တိုင်ဟာရောဒီဓာတ်မတည့်ပစ္စည်း၄မျိုးမှာလေဘယ်တစ်မျိုးကလူတွေကိုဒုက္ခအပေးဆုံးဖြစ်မယ်လို့များထင်လဲမိုက်လေးဖွင့်ပြီးပြောလို့ရပါတယ်chemical ဖြစ်မယ်ထင်တယ်ဆရာမ chemical ဖြစ်မယ်လို့ထင်တယ်ဟုတ်ကဲ့တယောက်က chemical ဖြစ်မယ်ထင်တယ်တဲ့ဟုတ်ကဲ့ချက်ထဲကနေဖြည့်ပေးလိုက်ရပါတယ်ဇီဝဖြစ်မယ်တဲ့တယောက်ကကျန်တဲ့လူတွေကရောဘာထင်လဲ chemical chemical ဖြစ်မယ်လို့ထင်တယ်ဟုတ်ကဲ့ chemical လို့ပြောတာ2ယောက်ရှိပြီပေါ့နော်ဇီဝလို့ပြောတာ1ယောက်ရှိပြီပေါ့ chemical ဟုတ်ကဲ့ chemical လို့ပြောတာ3ယောက်ရှိသွားပြီဇီဝလို့ပြောတာ1ယောက်ရှိပြီဘယ်ဟာဘေးကနေအကြီးဆုံးဖြစ်မယ်ထင်လဲတယောက်ကတော့ all တဲ့တယောက်က micro တဲ့တယောက်ကဇီဝတဲ့ဒါဆိုရင်ဇီဝက3ယောက် chemical က3ယောက်ညီနေပြီဘယ်ဟာပို့ပြီးတော့ဘေးအနေရများမယ်ထင်လဲဖြေကြည့်ပါအောင်တယောက်က all တဲ့ဟုတ်ပြီအားလုံးလို့ဖြေတာ2ယောက်ရှိပြီအဲ့တော့အချက်လက်အရပြောကြမယ်ဆိုရင်ပေါ့နော်ဒီမှာလည်း all လို့ပြောရပေါ့နော်ဟုတ်ကဲ့အားလုံးကတော့ဘေးအန္တရာယ်ရှိကြပါတယ်အားလုံးဟာဘေးအန္တရာယ်ရှိတဲ့ပစ္စည်းတွေပေါ့ဘေးအန္တရာယ်ရှိတဲ့အရာတွေပဲပေါ့နော်ဒါပေမဲ့လို့စီးရင်စရာအရာဘသူကဘေးအန္တရာယ်အကြီးဆုံးဖြစ်မလဲလို့ပြောမယ်ဆိုလို့ရှိရင်တော့ဇီဝဆိုင်ရာဘေးအန္တရာယ်ကအန္တရာယ်အကြီးဆုံးလို့ပြောလို့ရတဲ့တဲမှာပါပါတယ်ပြောလို့ရပါတယ်ဘာကြောင့်လဲဆိုတော့ဒီ WHO ကနေပြီးတော့လုပ်ထားတဲ့2015တုန်းကလုပ်ထားတဲ့ဒီကမ္ဘာတစ်ခုလုံးမှာရှိတဲ့ food safety ကြောင့်ဖြစ်တဲ့ foodborne illnesses တွေရဲ့ burden လို့ခေါ်ပါတော့ဝန်ထုပ်ဝန်ပိုးပေါ့ကမ္ဘာကြီးပေါ်မှာဒီအစားအသောက်ဘေးအန္တရာယ်တွေကနေပြီးတော့ကြာရောက်စေတဲ့ဝန်ထုပ်ဝန်ပိုးလို့ပြောတဲ့ခါကျရင်လူတစ်နှစ်ကိုတဲ့လူအယောက်4,200,000လောက်အသက်ဆုံးရှုံးတယ်တဲ့ဆိုတော့အဲ့4,200,000လောက်အသက်ဆုံးရှုံးတဲ့တဲမှာအများစုကသူချက်ချင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဇီဝဆိုင်ရာဘေးအန္တရာယ်ကနေပြီးတော့လာတယ်လို့ပြောရပေါ့နော်ဥပမာဝမ်းလျှောဝမ်းပြက်ဖြစ်တာတို့အော့အန်နာတို့ကနေပြီးတော့ဖြစ်တာများတယ်ဓာတုကတော့မဖြစ်ဘူးလားဆိုဖြစ်ပါတယ်ဥပမာပိုးသက်ဆေးကျွင်းတွေပါလို့ဓာတ်ကျွင်းတွေပါလို့ဥပမာဂေါ်ဘီဒုတ်တို့ပါလို့ကျမတို့စီမှာဆိုဖြစ်တယ်လေဂေါ်ဘီဒုတ်အလှူမှာဂေါ်ဘီဒုတ်တွေကျွေးတာ home link မှာတင်တယ်
အလူမှာကော်ပီတုတ်တွေကျွေးတယ်ကော်ပီတုတ်တုတ်တာတို့ကြော်တာတို့ပေါ့နော်အဲ့ရနေပြီးတော့မှဒီကော်ပီတုတ်မှာဓာတုဆေးတွေပါသွားလို့ယူဆရတယ်ပေါ့နော်အတိအကျအချက်လက်တော့မရှိဘူးဒါပေမဲ့ဓာတုဆေးတွေပါသွားလို့ယူဆရတယ်လူတွေအများကြီးပဲဆေးရုံကိုရောက်ကြတယ်အသက်ဆုံးရှုံးမှုတွေလည်းရှိတယ်ပေါ့အဲ့တော့ဒီလိုမျိုးဓာတုဆိုင်ရာဘေးရန်တွေအကြောင်းချက်ချင်းအသက်ဆုံးရှုံးရတဲ့ကိစ္စတွေရှိပါတယ်မရှိဘူးလို့တော့မဟုတ်ဘူးဒါပေမဲ့လို့ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့ကိန်းကနန်းအရာပြောမယ်ဆိုရင်တော့ဇီဝဆိုင်ရာဘေးရန်တွေကဘေးရန်တွေအများဆုံးဖြစ်တယ်တဲ့ဝန်းလျှောဝန်းပြက်တာတို့နောက်ပြီးတော့ဒီအော့အန်တာတို့အထက်လန်အောက်လျှောဖြစ်တာတို့ကနေပြီးတော့အသက်ဆုံးရှုံးတာပုံများတယ်နော်ဆိုတော့အသက်ဆုံးရှုံးမှုမှာတော့သူကပုံများတယ်လို့ပြောပါတယ်ဇီဝဆိုင်ရာဘေးအန္တရာယ်တွေကအစားအသောက်ကြောင့်ဖြစ်တဲ့ဘေးအန္တရာယ်တွေထဲမှာအကြီးမားဆုံးနဲ့ဘေးအန္တရာယ်အဖြစ်နိုင်ဆုံးဖြစ်တယ်နော်နောက်တစ်ခါအခုကြည့်ရမှာကြတော့ကိုကမိုးရင်းကိုအခုကျမတို့ဆိုရင်မိုးရင်းကိုရောက်မိုးရင်းမှာဆိုလို့ရှိရင်ဒီဇီဝဆိုင်ရာဘေးအန္တရာယ်တွေပို့ပြီးတော့ကြီးမားလာနိုင်တဲ့အကြောင်းတွေရှိတယ်ပေါ့နော်ဥပမာပြောရမယ်ဆိုရင်စိုထိုင်းစားတွေမြင့်တယ်ပုံမှန်ဆိုလို့ရှိရင်ရန်ကုန်မြို့မှာစိုထိုင်းစားက80 80လောက်ရှိတယ်ဆိုရင်အခုဒီမိုးရင်းဆိုလို့ရှိရင်ဒီလိုမျိုးအခုလိုမျိုးမိုးစတိုက်ရွာတဲ့နေ့ဆိုလို့ရှိရင်သူကhumidity က90အောက်ကမကျဘူး90 95လောက်ထိတော့မှတက်တဲ့အခါတွေလည်းရှိတယ်ပြီးရင်မိုးရင်းကတကယ်တမ်းဆိုရင်ဇူလိုင်လတို့ပါလို့ဆိုတာဒီတစ်နှစ်လုံးမှာအပူဆုံးအချိန်ဖြစ်တယ်မိုးအုံနေလို့မိုးရွာနေလို့ဒါကျမတို့ကပူတယ်လို့သိမထင်ရတာတကယ်ဆိုရင်နှစ်တစ်နှစ်မှာအပူဆုံးအချိန်ကဇူလိုင်လလို့ပါဇူလိုင်လကပူပြီးတော့စိုထိုင်းစားများတဲ့လဖြစ်တယ်ဒါကြောင့်မို့လို့အဲ့လိုပူပြီးစိုထိုင်းစားများတဲ့လမှာပိုးမွှားတွေပို့ပြီးတော့ပေါက်သွားနိုင်တယ်နော်အများကြီးပွားနိုင်တယ်ပြီးရင်ရေကြီးရေကျော်မှုတွေလည်းဖြစ်နိုင်တဲ့လဖြစ်တယ်။ကျမတို့ရန်ကုန်မှာဆိုရင်တော့အရန်မြင်ရတယ်ပေါ့နော်။မိုးရင်းဆိုလို့ရှိရင်ရေတွေမြောင်းတွေကနေပြီးတော့ရေတွေကိုမတည်ပေးနိုင်ဘူးပေါ့နော်။ရေမြောင်းတွေကလိုအပ်တဲ့လောက်မကြီးနေဘူး။ပြီးအဲ့ရေမြောင်းတွေကိုပဲအမှိုက်တွေပြစ်ချကြတဲ့အခါကျတော့မြောင်းတွေကပိတ်တယ်။မြောင်းတွေကပိတ်တဲ့အခါကျတော့ဒီရေတွေရှန်တက်လာမယ်။အဲ့လိုရှန်တက်လာတဲ့အခါကျရင်မြောင်းတွေကညစ်ပတ်တဲ့ရေတွေပေါ့။ရေမဲမဲတွေကျမတို့ကခြေထောက်နဲ့လည်းဖြတ်သွားရတဲ့အခါတွေရှိတယ်ပေါ့နော်။ပြီးလို့ရှိရင်အဲ့လိုမျိုးဖြတ်သွားရင်ကနေပြီးတော့ကိုယ့်စီမှာညဉ့်ညံမှုတွေကပ်ပါလာနိုင်တဲ့အခြေအနေတွေလည်းရှိတယ်ဒီလိုပဲစိုက်ပျိုးသီးနှံတွေဒါမှမဟုတ်လို့ရှိရင်ဒီဈေးထဲမှာရောင်းချတဲ့သီးနှံတွေဆိုရင်လည်းမိုးရင်းမှာရေးဆိုတာတွေပိုများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့မတန့်ရှင်းမှုတွေပိုပြီးတော့များတယ်နောက်တစ်ခါကြွက်တွေ sorry ပါဒီမှာစလုံးပေါင်းတွေမှားနေလို့ကြွက်တွေခြင်တွေရင်တွေပေါ့နော်အဲ့လိုမျိုးဖြတ်ပိုးတွေကလည်းများတယ်ပေါ့ဒီလိုများတွေကဒီလိုအကောင်တွေကလည်းပို့ပြီးတော့များတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့အားလုံးသတိထားမိမယ်ထင်ပါတယ်နော်ဒီချိန်ဆိုလို့ရှိရင်ရင်ကောင်တွေအများများတယ်ကျမတို့လူကြီးတွေစီကနေကြားလာခဲ့တာကြတော့တရတိမှဲတဲ့ချိန်ဆိုရင်ရင်ကောင်ပေါ်တယ်လို့ပြောတယ်ပေါ့နော်တရတိမှဲတဲ့ချိန်ဆိုတာမူရင်းဖြစ်တယ်အဲ့လိုချိုပြီးတော့မှုေးတဲ့အသီးအနှံတွေမှဲ့တဲ့အချိန်လည်းဖြစ်တယ်ပြီးတော့မိုးရေကြောင့်မို့လို့အသီးအနှံတွေပျက်စီးလွယ်တဲ့အချိန်လည်းဖြစ်တယ်အဲ့လိုအချိန်မှာရင်ကောင်တွေကလည်းပို့ပြီးတော့ပွားများတယ်ဒီခုနကချိုပြီးတော့မှုေးတဲ့အရာတွေပေါ့သူတို့နားမယ်ပြီးရင်ကျမတို့စားတဲ့စားတောက်တွေပေါ့နားမယ်အဲ့လိုကနေပြီးတော့ယောဂပူတွေပို့ပြီးတော့အလွယ်တကူပွားများတာလည်းဖြစ်တယ်နောက်ကထုတ်ကုန်တွေထဲမှာလည်းပဲအလွယ်တကူမှုပေါက်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့မိုးရသည်မှာအားလုံးကပို့ပြီးတော့သတိထားရမယ်ပေါ့အဲ့တော့မိုးရသည်မှာအားလုံးပို့သတိထားရမယ်ဆိုတော့ဘသူတွေသတိထားရမှာလဲဆိုရင်ကျွန်မအခုဒီနေ့ပြောမယ့်နေမှာတော့အပိုင်း၃ပိုင်းအနေနဲ့ပြောချင်ပါတယ်ပထမတစ်ပိုင်းကတော့ကိုယ့်ရဲ့မိသားစုပေါ့အိမ်မှာပေါ့အိမ်ကမိဖို့ကြောင့်မှာဘာတွေပို့သတိထားရမလဲဒုတိယတစ်ချက်ကကျတော့စားတောက်ဆိုင်တွေရယ်ပြီးလို့ရှိရင်လုပ်ငန်းသေးတွေပေါ့အိမ်ကနေပြီးတော့ထုတ်လုပ်တဲ့လုပ်ငန်းသေးတွေရမှာဘာတွေသတိထားရမလဲတတိယတစ်ချက်ကကျတော့စိတ်ယုံတွေအဆင့်မှာဆိုရင်ရောဘာတွေသတိထားရမလဲเนาะအဲ့လိုအပိုင်းလေး၃ပိုင်းပြောသွားပါမယ်အဲ့တော့ရှင်းမှာတော့ကျမတို့ကအစားတောက်ဘေးကင်းရေး၄ခုကိုပြောခဲ့ပြီအဲ့၄ခုထဲမှာbiological ပေါ့နော်ဒီဇီဝဆိုင်ရာဘေးအန္တရာယ်တွေကအရေးအကြီးဆုံးဆိုတာကိုလည်းပြောခဲ့ပြီပေါ့နော်အဲ့ဒီမှာဒီဇီဝဆိုင်ရာဘေးအန္တရာယ်နဲ့ပတ်သက်ပြီးတော့ကျမတို့လိုက်နာရမယ့်အချက်ကလေး၅ခုကိုတော့ဒီ WHO ကနေပြီးတော့ထုတ်ထားတဲ့ World Health Organization ကနေပြီးတော့ထုတ်ထားတဲ့အစားအသောက်ဘေးကင်းရေးအတွက်အဓိကလိုက်နာရမယ့်အချက်၅ချက်ဆိုတာလေးနဲ့ဆက်ပြီးတော့ရှင်းလင်းတင်ပါတယ်အဲ့ဒီအချက်၅ချက်ကတော့နံပါတ်၁ကအမြဲတမ်းတန့်ရှင်းထားရမယ်တဲ့ကိုယ့်ရဲ့စားတောက်ကုန်နဲ့ထိတွေ့မဲ့ဟာတွေစားတောက်ကုန်ပြင်ဆင်တဲ့နေရာတွေစားတောက်ကုန်ထုတ်ပိုးမဲ့ဟာတွေပေါ့နော်ပြီးရင်နံပါတ်2ကကြတော့အစိမ်းနဲ့အကြက်ကိုခွဲထားရမယ်တဲ့
အစိမ်းဆိုတာတွေကကြတော့သားငါးအစိမ်းတွေလည်းပါတယ်အသီးနှံအစိမ်းတွေလည်းပါတယ်အသုံးမချက်ရသေးတဲ့ယောဂပိုးတွေပါနေနိုင်တဲ့အရာတွေအားလုံးပါပါတယ်cook ကကြတော့ချက်ပြီးသားသို့မဟုတ်ထုတ်ကုန်ဖြစ်ပြီးသားပေါ့နော်အဲ့တော့ထုတ်ကုန်ဆိုရင်လည်းထုတ်ကုန်အလျောက်ချက်တာဆိုရင်လည်းချက်တာအလျောက်အစိမ်းနဲ့အကျက်နဲ့ခွဲထားရမယ်ပေါ့ပြီးနံပါတ်3ကကြတော့ကြက်အောင်ချက်ပါတဲ့သူတပြည့်အခုလိုမိုးရင်းမျိုးမှာဆိုရင်ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်ကြက်အောင်ချက်ပြီးစားရမယ်ပေါ့တချို့စားအသောက်ဓလေ့တွေပေါ့နော်ဓလေ့တွေမှာဆိုရင်အစိမ်းစားတဲ့ဓလေ့တွေရှိတယ်ငါးအသားကိုအစိမ်းစားတာအစိမ်းပပလေးတွေလှီးပြီးတော့တုပ်စားတာတို့ပဇွန်အစိမ်းတုပ်တို့အဲ့လိုမျိုးအစိမ်းတုပ်တွေရှိကြတယ်ပေါ့နော်ဒီမိုးရင်းတွေမှာဆိုရင်တော့အစိမ်းတုပ်တွေကိုတော်တော်ကြီးသတိထားပြီးတော့စားတင်ပါတယ်ကိုယ်တိုင်စားမယ်ဆိုရင်တော့မှကိုယ်တိုင်ပြင်ဆင်ထားတာမျိုးလောက်ပဲစားတင်တယ်ပေါ့အပြင်မှာဆိုရင်တော့မိုးရင်းမှာဒီအစိမ်းတုပ်ကိုလုံးဝမစားတင်ဘူးလို့ပဲပြောချင်ပါတယ်နံပါတ်4ကတော့ဘေးကင်းတဲ့အပူချိန်မှာထားပါတဲ့အဲ့အကြောင်းကိုလည်းနောက် slide တွေမှာအသေးစိတ်လေးပြောပါမယ်အစားအသောက်တွေကိုကျမတို့ကဒီတိုင်းထားကြတဲ့အခါမှာအပြင်မှာထားတယ်ဆိုရင်ကျမတို့ရဲ့ဒီအရှေ့တောင်အာရှ tropical ပေါ့နော်ဒီရာသီဒီ data တွေကဒီတာမန်အပူချိန်ကိုနိုင်ကိုကဘက်တီးရီးယားပွားတဲ့အပူချိန်တွေဖြစ်တယ်ပေါ့အခုချိန်လေးဆိုလို့ရှိရင်25အထက်မှာရှိတယ်မျိုးရာသီဆိုရင်40လောက်ထိရောက်တဲ့မြို့တွေလည်းရှိတယ်အဲ့တော့40လောက်ဆိုရင်ဒါဘက်တီးရီးယားတအားကိုပျော်ပျော်ကြီးကိုပွားမယ်အပူချိန်လေးပေါ့နော်ဒါကြောင့်ကျမတို့ကကိုယ့်ရဲ့အစာအသောက်တွေကိုအပူချိန်သတိထားပြီးတော့ထားနောက်ထပ်နံပါတ်5မှာကျတော့ဒီတန့်ရှင်းတဲ့ရေနဲ့ကုန်ကြမ်းတွေကိုအသုံးပြုပါတဲ့ဟော slide မမြင်ရဘူး sorry ပါဟုတ်လားအားလုံး slide မမြင်ရဘူးလားရှင်မြင်ရပါတယ်ရှင် မြင်ရပါတယ်ရှင် ရပါတယ်ဒီချက် ဟုတ်ကဲ့ဟုတ်ကဲ့အခုအမြင်ရပြီလား မြင်ရပါတယ်ရှင် ဟုတ်ဟုတ်ကဲ့ ဟုတ်မြင်ရတယ်ခင်ဗျ ဟုတ်ကဲ့ပါကျေးဇူးပါ အဲ့တော့ short မှာဒါပါစီကြသူရော့ပြီးဆိုမြို့မှာပြန်သွားခိုင်းတယ်ဒီပါစီလေအခုဝက်နာလေးဖြိုးနေတာ ဟုတ်ရပါတယ်ရှင် ဟုတ်ကဲ့ပါအဲ့တော့နံပါတ်5ကတော့တန့်ရှင်းတဲ့ရေနဲ့ကုန်ကြမ်းတွေကိုအသုံးပြုပါတဲ့သူကကြတော့မိုးရင်းမှာဆိုလို့ရှိရင်ရေကိုအထူးကိုဂရုစိုက်ရမယ်ပေါ့နော်သူကဥပမာမိုးရေခံပြီးတော့သုံးတဲ့သဘောတဘာဝလည်းရှိနိုင်တယ်ကျမတို့ရေနွေးချမ်းတောက်တဲ့ခါကျရင်မိုးရေလေးနဲ့ကြိုမှကောင်းတယ်ဆိုတဲ့အယူဆလည်းရှိရပေါ့နော်အဲ့တော့မိုးရေကိုခံပြီးသုံးတာလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်ဒီသဘာဝရေအရင်းမြစ်တွေကနေပြီးတော့မြစ်တွေချောင်းတွေကကန်တွေကနေပြီးရေသုံးတာတွေလည်းရှိနေပေါ့နော်မိုးရင်းကြတဲ့ခါကျတော့ဒီရေတွေကညဉ့်ညမ်းမှုအလွယ်တကူဖြစ်နိုင်တယ်ကျန်တဲ့ဆောင်းရင်းတွေຫນွေတွေထက်ကိုပိုပြီးတော့သူကဖြစ်နိုင်တယ်ဒါကြောင့်မိုးရင်းမှာရေကိုထုပြီးယူဆိုင်ဖို့လိုရမယ်ပြီးလို့ရှိရင်ဒီကုန်ကြမ်းတွေလည်းအဲ့လိုပဲခင်းသီးရွက်တို့အသီးနှံတို့ဆိုရင်လည်းသူကဘက်တီးရီးယားအများကြီးပါနိုင်တယ်ဒါမှမဟုတ်လို့အသီးနှံအချောက်တွေပေါ့နော်ကုန်ကြမ်းအချောက်တွေပေါ့ပဲတွေပြောင်းတွေနှံ့နေကြတော့နှမ်းနေကြတော့သူတို့ကကြတော့မှုတွေအများကြီးပေါက်နိုင်တယ်ပေါ့မိုးလေးဆိုရင်ဒါကြောင့်မို့လို့ဒီတန့်ရှင်းတဲ့ရေနဲ့ကုန်ကြမ်းအသုံးပြုဖို့ကအရေးကြီးတယ်လို့ဒီ WHO မှာပြောထားတာပေါ့နော်အဲ့တော့ဒီ၅ချက်ကကြတော့မိသားစုမိဖို့ကြောင့်ပဲဖြစ်ဖြစ်စားတောက်ဆိုင်ပဲဖြစ်ဖြစ်အိမ်ကနေဒီစားတောက်ကုန်ထုတ်လုပ်တာပဲဖြစ်ဖြစ်စိတ်ယုံတွေပဲဖြစ်ဖြစ်အထူးအရေးကြီးပါတယ်ဒါကြောင့်ဒီ၅ချက်ကိုအခြေခံပြီးတော့ဆက်ပြီးတော့ဘာတွေလုပ်ရမလဲဘယ်လိုကာကွယ်သင့်တယ်လဲဆိုတာလေးဆက်ပြီးတော့ရှင်းလင်းပါမယ်နံပါတ်1ကအမြဲတန့်ရှင်းထားရမယ်တဲ့ဆိုတော့ဘယ်လိုတွေတန့်ရှင်းရမလဲပေါ့နော်အစားအသောက်ကိုမကင်ခင်လက်ဆေးရမယ်ပေါ့ဒါကကျမတို့ကအတိအားဖြင့်ဆိုရင်တော့အကုန်လုံးသိကြတယ်ဒါပေမဲ့တကယ်လက်တွေ့သေချာလုံနိုင်ရသလားဆိုရင်တော့လုပ်တဲ့ခါလည်းရှိတယ်မလုပ်တဲ့ခါလည်းရှိတယ်ပေါ့နော်အဲ့တော့အစားအသောက်မကင်ခင်လက်ကိုတိတိကျကျဆေးဖို့လိုအပ်တယ်မိုးရင်းမှာအထူးသတိထားနောက်မိဖို့ကြောင့်ပစ္စည်းတွေအနေနဲ့ဆိုရင်လည်းပဲစပွဲတွေမျက်နှာပြင်တန့်ရှင်းထားရမယ်ပေါ့နော်မိုးရင်းဆိုရင်အဲ့လိုဘက်တီးရီးယားတွေပေါက်မြန်တယ်ရေငွေ့တွေကလည်းစိုထိုင်းစားတွေကလည်းများတယ်ညဉ့်ညမ်းမှုတွေကလည်းအလွယ်တကူရှိနိုင်တယ်ပေါ့နော်နောက်ကြွက်ချင်ရင်အစရှိတဲ့ပိုးမွှားတွေမဝင်လာအောင်လို့လည်းထိန်းချုပ်ရမယ်မိုးရင်းမှာလေအကောင်တွေကအရန်ပေါ်တယ်ရင်ကောင်တို့ပါလို့ဆိုအရန်သိပါတယ်ပေါ့နော်မိုးရင်းဆိုရင်အနံ့လေးနည်းနည်းရှိတာနဲ့သူကဝင်လာမယ်ပြီးရင်ရင်ကောင်ရဲ့သဘောတဘာဝအရာကိုကသူကညစ်ပတ်တာကိုကြိုက်တော့သူလာတဲ့နေရာကညဉ့်ညမ်းတဲ့နေရာတစ်ခုခုကိုသူနားပြီးမှကိုယ့်စီကိုရောက်လာအဲ့လိုရောက်လာတဲ့ခါကျရင်ကိုယ့်နေရာတွေအကုန်လုံးညဉ့်ညမ်းအောင်သူကသူ့ခြေထောက်တွေကနေပြီးတော့ပိုးတွေပါလာလိမ့်မယ်နော်ရင်ကောင်တစ်ကောင်ကဘက်တီးရီးယားအမျိုးအစားပေါင်း60လောက်ထိအောင်သူကတည်နိုင်တယ်ဆိုတော့သုတေသနတွေ့ရှိချက်တွေလည်းရှိတယ်အဲ့တော့ကျမတို့ရဲ့အစားအသောက်တွေကိုကာကွယ်ဖို့
ကျမတို့ကိုကာကွယ်ဖို့ဝန်ရှော်ဝန်ပြက်တွေမဖြစ်ဖို့ဆိုရင်ဒီအကောင်တွေမဝင်လာအောင်ထိန်းချုပ်ပါနော်စားတောက်ဆိုင်တွေပဲဖြစ်ဖြစ်လုပ်ငန်းငယ်တွေပဲဖြစ်ဖြစ်လုပ်ငန်းကြီးတွေပဲဖြစ်ဖြစ်ဒီပိုးမွားတွေကတော့လေဖြတ်ပိုးပေါ့ pest control ကတော့အားလုံးအတွက်ရန်ဟိုကြီးမားဆုံးစိန်ခေါ်မှုလို့ပြောရမှာပေါ့နော်နောက်ဒါဆိုမိုးရဒီမှာသူတို့တွေဒီအန်ဒီရကဘာဖြစ်လို့ပို့ပြီးတော့ကျန်တဲ့ຢာတွေတွေပုံများတာလဲဘာကြောင့်လဲဆိုလို့ရှိရင်ပတ်ဝန်းကျင်စိုးစွမှုကြောင့်မို့လို့သူကဘက်တီးရီးယားကိုနိုင်ကိုကပွားမြန်တယ်မှုတွေလည်းပေါက်မြန်တယ်ပေါ့နော်အဲ့တော့ဒီအနုဇီဝပိုးတွေပေါက်ပွားနှုံးမြင့်တယ်ပေါ့မိုးရင်းမှာဒီစိုးစွမှုကြောင့်မို့အဲ့တော့တဘာဝကနေပြီးတော့ဒီအကောင်တွေကိုပွားအောင်အားပေးနေရပါတော့နောက်တစ်ခါဒီမိုးရေကြောင့်မို့လို့တချို့နေရာတွေမှာရေဆိုးသွားတယ်ပြီးရင်ခြောက်သွားတယ်နောက်တစ်ခါရေပြန်ဆိုတယ်ဥမာမိုးပက်တယ်ပေါ့မိုးပက်တယ်ဆိုရင်ဆိုလိုက်ခြောက်လိုက်ဆိုလိုက်ခြောက်လိုက်တွေဖြစ်တယ်အဲ့လိုကနေပြီးတော့လဲပိုးတွေပေါက်တယ်နောက်ခါရေမြင့်တွေရဲ့ညဉ့်ညမ်းမှုတွေလည်းဖြစ်နိုင်တယ်ရေတွင်းရေကန်တွေဆိုလို့ရှိရင်ရေတွင်းရေကန်တွေကိုညဉ့်ညမ်းမှုတွေဝင်လာတဲ့အခါပေါ့ဘယ်ကလာမလဲဆိုရင်ဥမာနေမှာဆိုလို့ရှိရင်ဒါတိရစ္ဆာန်မွေးတဲ့နေရာတွေကနေပြီးတော့တိရစ္ဆာန်မစင်နေတိရစ္ဆာန်တွေရေချိုးပေးတဲ့ဟာတွေအဲ့လိုမျိုးတွေကနေပြီးတော့အဲ့လိုရေမျိုးတွေကနေကိုယ့်ရဲ့ရေရင်းမြစ်တွေကိုရောက်လာမယ်ကိုသုံးနေကြရေတွေကကိုငကိုသုံးနေတဲ့လောက်မတန့်တော့ပဲနဲ့ညစ်ပတ်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်နောက်ကမြို့ပေါ်မှာကြတော့ခုနကပြောလိုက်သလိုမျိုးညောင်းတွေရေတွေရှမ်းနေအဲ့ခါကျရင်ကိုနောက်ဆုံးပိတ်ဘယ်လိုဖြစ်မလဲဆိုရင်ဒီညောင်းရည်တွေကိုကဖက်နဲ့ခြေထောက်နဲ့ပေါ့နော်ဖြတ်ပြီးတော့လမ်းလျှောက်ရတယ်ပြီးလို့ရှိရင်ကိုကဒီခြေထောက်နဲ့ပဲအိမ်ပေါ်ထိရောက်မယ်ကျမတို့တိုက်ခန်းတွေမှာနေကြတဲ့သူတွေဆိုရင်အိမ်ရှည်လေးမှာဖက်ကလေးချုပ်ခဲ့ပြီးတော့မှဒီခြေထောက်အပေနဲ့အိမ်ကိုဖြတ်ပြီးတော့မှဒီချိုးကန်းကိုရောက်ရတာဒီအိမ်ကိုအစကနေအဆုံးဖြတ်ပြီးမှနောက်ဆုံးကျမှဒီချိုးကန်းကိုရောက်ရတာဆိုရေချိုးကန်းရောက်တော့မှခြေထောက်ဆေးရတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဒီကျမ်းပြင်ကိုတောက်လျှောက်ကိုညဉ့်ညမ်းမှုတွေကိုကျမတို့ကတည်လာခဲ့အဲ့လိုတည်လာခဲ့ပြီးတဲ့နောက်မှာအထူးသဖြင့်အိမ်မှာကလေးတွေရှိရဆိုရင်ကလေးတွေကဒီကျမ်းပေါ်မှာစော့ရင်စော့မယ်အစားအသောက်တို့ဘာလို့ပြုတ်ကျသွားရင်ကလေးကမသိလို့ကောက်စားမိရင်စားမိတယ်အဲ့လိုမျိုးကနေပြီးတော့ကလေးမှာသွားပြီးတော့ဝန်ရှော်ဝန်ပြက်တွေဖြစ်တာမျိုးတွေဖြစ်တတ်တယ်နော်ဒါကြောင့်အစားအသောက်ပြင်ဆင်ချက်ပြုတ်တဲ့နေရာတွေကိုလည်းတန့်ရှင်းအောင်ထားပြီးတော့ကိုယ့်ရဲ့အိမ်ကိုလည်းမှုရင်းပါစေအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်လုပ်ငန်းခွင်တွေမှာလည်းဒီလိုပဲအပြင်ကနေလာကြတဲ့အခါမှာကျမတို့ကဖက်နှက်အဆူတွေနဲ့လာကြတယ်ပေါ့နော်နေကနေပြီးတော့ရွာတွေကနေပြီးတော့စက်ရုံမှာလာပြီးလုပ်တဲ့လူတွေလည်းရှိမယ်မြို့ပေါ်ကလာတာချင်းတူနေတာအောင်မှမြို့ပေါ်မှာတော့မှဒီလိုခုနလိုရေမြောင်းတွေကိုခြေထောက်တွေနဲ့နင်းပြီးတော့ဖြတ်ပြီးတော့လာရတဲ့လူတွေရှိမယ်ဒီခြေထောက်တွေကနေပြီးကျမတို့ကစက်ရုံရောက်တဲ့ခါကျရင်ဖက်နှက်လဲရင်လဲရမယ်လဲလည်းပဲဒီဖက်နှက်မှာဒီခြေထောက်ကသွားပြီးတော့ညဉ့်ညမ်းမှုတွေဖြစ်နိုင်သေးတယ်အဲ့လိုနဲ့ပဲကိုယ့်ရဲ့ကုန်ထုတ်လုပ်မှုပတ်ဝန်းကျင်တစ်ခုလုံးညဉ့်ညမ်းသွားတာပေါ့နော်အဲ့လိုကနေပထမတော့ကျမ်းမြင်ကိုညဉ့်ညမ်းမှာပေါ့ပြီးလို့ရှိရင်တော့စပွဲပေါ်တွေပစ္စည်းတွေလူတွေရဲ့လက်တွေကိုညဉ့်ညမ်းမယ်ပြီးရင်တော့စားသောက်ကုန်တွေချီအောင်ညဉ့်ညမ်းသွားနိုင်တယ်နော်အဲ့ဒါကြောင့်ဒီမိသားစုတွေဆိုရင်တော့မျက်နှာပြင်တွေအများတန်း၆တွေ့သွားအောင်တန်ရှင်းပါတဲ့စားသောက်ဆိုင်တွေနဲ့ SME တွေနဲ့တော့ဒီတန်ရှင်းရေးကိုအကျဉ်းရေးမြင့်တင်ပြီးတော့လုပ်ပါပေါ့နော်အရင်ကမနေ့တစ်ခါညနေတစ်ခါတန်ရှင်းရေးလုပ်တယ်ဆိုရင်အခုကိုမနေ့တစ်ခါနေ့လယ်တစ်ခါညနေတစ်ခါပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းမိုးတွေအရန်ရွာပြီးတော့စားသောက်ဒီလာပြီးတော့ကိုယ်ဆိုင်ကိုလာတဲ့စားသုံးလူတွေပေါ့customer တွေကဝင်လာတယ်သူတို့ဖက်နှက်တွေကစိုးနေတယ်ကျန်းမြင်နေညစ်ပတ်သွားတယ်ဆိုရင်ကလေးတွေကိုတင်ထားပြီးပေါ့နော်တခါတည်းတန်းပြီးတော့ခြေတော့ကျန်းတိုက်တာတို့ဘာလို့လုပ်ရမလဲပေါ့စက်ရုံတွေဆိုရင်ကြတော့ဒီမိုးရင်းမှာဆိုလို့ရှိရင် environmental monitoring လို့ခေါ်တဲ့swab လုပ်တာတို့ပြီးတော့ရင် water testing လုပ်တာတို့အဲ့ဒါတွေကိုပို့ပြီးတော့တင်းတင်းကြပ်ကြပ်လုပ်တင်တယ်နော်ဒါလေးတွေကkeep clean ဆိုတဲ့အကြောင်းပေါ့ကျွန်မပြောတာနည်းနည်းများသွားပြီဆိုတော့အားလုံးနည်းနည်းလောက်ဆွေးနွေးကြအောင်ပါကိုယ့်ရဲ့အတွေ့အကြုံလေးနဲ့ပေါ့နော်တန်ရှင်းရေးနဲ့ပတ်သက်ပြီးတော့ဒီမိုးရင်းကာလမိုးရင်းကာလမှာကိုယ့်ရဲ့လုပ်ငန်းခွင်တန်ရှင်းအောင်ဘာတွေများအထူးလုပ်ကြလဲပေါ့ပြောမယ်ဆိုရင်ဟိုလေကျန်တဲ့အချိန်တွေမလုပ်ချင်နေမယ်ဒီမိုးရင်းကြရင်ပုံဂယူးဆိုင်ရတဲ့ဟာမျိုးပြောတာထက်ထဲကပြောလဲရရင်နော်ပုံမှန်အချိန်တွေဆိုရင်ဒီလောက်မဟုတ်ဘူးမိုးရင်းကြရင်မဖြစ်မနေဂယူးဆိုင်ပါတယ်ဆိုတဲ့ဟာလေးမျိုးရှိတယ်တန်ရှင်းရေးနဲ့ပတ်သက်ပြီးတော့အိမ်မှာပဲဖြစ်ဖြစ်ဟုတ်မိုးရေဆိုတဲ့ပစ္စည်းကိုမိုးရေမဆိုအောင်လို့တတိပို့ပြီးတော့တတိထားမိရဟုတ်တယ်ကိုယ့်ရဲ့ပစ္စည်းတွေပေါ့နော်ကုန်ကျန်းတွေဖြစ်ရင်ဖြစ်မယ်မတုံးသေးတဲ့ပစ္စည်းတွေဖြစ်ရင်ဖြစ်မယ်မိုးရင်းမှာမိုးရေမဆိုအောင်တော့အထူးဂယူးစိုက်ရမယ်ပေါ့နော်
ချက်ထဲမှာတယောက်ပြောထားတယ် disinfection နဲ့ sanitation နဲ့အဲ့တော့ sanitation ကိုပို့လုပ်တယ်ပေါ့နော် disinfection sanitation ကိုပို့လုပ်တယ်ပေါ့ဆိုတော့ကျမတို့စီမှာအထူးသဖြင့်လုပ်ငန်းငယ်တွေဆိုလို့ရှိရင်လေsanitizer တို့ဘာလို့သုံးရမှာဟိုနည်းနည်းဝန်လေးကြတယ်သိမသုံးကျင်ကြအောင်တကယ်တော့ sanitizer သုံးတယ်ဆိုတာလုပ်တဲ့အလုပ်တစ်ခုပေါ့အထူးသဖြင့်မိုးရင်းဆိုလို့ရှိရင်ဘယ်လောက်ကြီးပဲခြောက်အောင်တုတ်မခြောက်နေတာရှိတယ်အဲ့ခါကြလို့ရှိရင်ပိုးတွေရှိတတ်တယ်ဒါကြောင့်မို့အရက်ပြန်လို့ဟာမျိုးပေါ့နော်အရက်ပြန်နဲ့တုတ်မယ်ဆိုရင်အရက်ပြန်ကတုတ်ပြီးသိမကြဘူး9မိနစ်10မိနစ်အတွင်းမှာပဲသူကအငွေ့ပြန်သွားတာဆိုတော့ဒီညနေပြင်6တွေ့မှုကိုလည်းပိုကောင်းစေတယ်အဲဒါကြောင့်မို့လို့ဒီ sanitizer လေးတွေကိုသုံးစေချင်ပါတယ်လို့နောက်ဒီမှာဖြေထားတာရှိသေးတယ် personal hygiene နဲ့ဟုတ်တယ် personal hygiene လည်းပို့ပြီးတော့ဂရုစိုက်ရမယ်ပေါ့နော် humidity control moisture control temperature control sanitation နဲ့ဟုတ်ကဲ့အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ဥပမာမီးလာတဲ့ချိန်ပေါ့နော်aircon မှုတ်ထားတာမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်ဒီ dehumidifier ပေါ့ရေငွေ့စုပ်တဲ့စက်မျိုးတက်ထားတာအဲ့လိုဟာမျိုးလေးတွေလုပ်တင်တယ်ပေါ့နော်နောက်မှိုပေါက်တာကိုဂရုစိုက်မယ်ရေငွေ့စုပ်ထုတ်တာဟုတ်တယ်ခုနက dehumidifier တို့aircon လို့ဆိုတာဒါရေငွေ့စုပ်ထုတ်တာပေါ့နော်နောက်ရေလေအပူချိန်ပိုမွှားတယ်ဟုတ်ကဲ့ဒါတွေကိုပို့ပြီးတော့ဂရုစိုက်ရအောင်မိုးရင်းမှာဆိုရင်တော့တန်ရှင်းရေးနဲ့ပတ်သက်လို့ရှိရင်အချိန်ကြီးတိုးပြီးလုပ်ရမယ်ပို့ပြီးတော့စစ်ဆက်လုပ်ရမယ်နော်တန်ရှင်းရေးလုပ်တဲ့ခါကျရင်လေရိုးရိုးတန်ရှင်းရေးလုပ်တာရှိမယ် deep cleaning ဆိုပြီးတော့အထူးတန်ရှင်းရေးလုပ်တာရှိမယ်မိုးရင်းမှာဆိုရင် deep cleaning ကိုလည်းအချိန်ကြီးများပို့ပြီးတော့လုပ်ပေးတင်တယ်အဲ့ဒါမှသူကကြောင်ကြားလေးတွေထဲမှာလေမှုတွေပေါက်နေပြီးတဲ့ခါကျတော့ကိုယ့်ရဲ့ထုတ်ကုန်တွေကိုလာပြီးတော့ညဉ့်ညမ်းမှုတွေဖြစ်စေမှာစိုးလို့ပေါ့နော်အဲဆိုရင်နောက်တစ်ခုဆက်လိုက်ပါမယ်နံပါတ်2ကတော့အစိမ့်နဲ့အကျက်နဲ့ခွဲထားပါတဲ့ဆိုတော့အိမ်မှာဆိုရင်ဈေးဝယ်လာတယ်ပေါ့နော်အသားတွေနောက်ပြီးတော့မချက်ရသေးတဲ့အစားအသောက်တွေဟင်းရွက်တို့ပဲတွေဆန်တွေတို့ပေါ့အဲ့လိုဟာတွေချက်ပြီးသားအသင့်စားတော့မယ့်ဟာတွေနဲ့မထိအောင်ပေါ့နော်အိမ်မှာဆိုလို့ရှိရင်တော့လေသူကမထိအောင်ရောပြီးလို့ရှိရင်ပူလို့ညဉ့်ညမ်းမှုမဖြစ်အောင်နော်ပူလို့ညဉ့်ညမ်းမှုလို့ပြောတဲ့အခါမှာဥပမာကျွန်တော်တို့ရန်ကုန်ကဒီတိုက်ခန်းမီးဖို့ကြောင့်နေဆိုကျင်းကြတာကိုကျင်းတော့တယောက်ကဒီဘက်မှာအိုးနဲ့မီးဖို့ပေါ်မှာချက်နေတယ်တယောက်ကဒီဘက်ကသားငါးတွေဆေးနေတယ်ဆိုဒီသားငါးဆေးတဲ့နေရာနေပြီးတော့လေရေတွေဟိုဘက်ကိုဆင်သွားနိုင်ဘူးနော်အဲ့လိုမျိုးတွေလည်းဂရုစိုက်ပြီးတော့ထားပေါ့အခုဒီမှာကတော့အသားတွေမချက်သေးတဲ့ဟာတွေကိုပေချာခွဲပြီးတော့ထားဖို့ပြောထားတယ်ပေါ့နော်နောက်စစ်နီတုံးတွေကိုခွဲပြီးတော့သုံးဖို့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီစစ်နီတုံးတွေကနေပြီးတော့ကျွန်တော်တို့ကသားငါးတွေကြီးနေပြီးပြီးသွားလို့ရှိရင်တခါလေစားရမယ်အစင်းစင်းစားလို့ရတဲ့ဟာသားငါးတွေလှီးမယ်အစင်းစင်းစားလို့ရတဲ့ဟာတွေကိုကိုကလှီးမယ်ပြီးလို့ရှိရင်အဲ့သားငါးလှီးတော့ကတေချာမစေးထားတဲ့စစ်နီတုံးတွေနဲ့အစင်းစင်းစားမယ်အစားတောက်တွေဥပမာခရမ်းညင်လေးတုံးမယ်ပေါ့ခရမ်းညင်လေးကိုခုနကစစ်နီတုံးကမပြောင်းဘူးအဲ့ခရမ်းညင်လေးကိုဒီမပြောင်းတဲ့စစ်နီတုံးနဲ့လှီးမိမယ်ပြီးရင်ကျမတို့ဒီခရမ်းညင်လေးကိုတုပ်စားမယ်လက်ဖက်တုပ်ထဲကိုထည့်စားမယ်ဒါမှမဟုတ်ရင်လည်းတို့စရာတို့လိုဟာမျိုးတွေကိုကျမတို့ကခုနကစစ်နီတုံးနဲ့လှီးမိမယ်ဆိုရင်ဒါကိုယ့်စီကိုယောဂပုံမှားတွေရောက်လာနိုင်တာပေါ့နော်မိုးရင်းဆိုတော့ဘာတွေပို့ပြီးထူခြားသလဲဆိုတာလေးလည်းကြည့်အောင်ပါမိုးရင်းဆိုတော့ရေဆိုတဲ့ခါကျတော့ကျမတို့ကအပြင်မှာထွက်ပြီးတော့အလုံးလုံးလို့မရဘူးအပြင်မှာထားတဲ့ပစ္စည်းတွေကိုလည်းမိုးရင်းမို့လို့မိုးဆုံမှာဆိုလို့အထဲထဲကိုတင်ထားရတယ်အဲ့ခါကျတော့ပြောရမယ်ဆိုရင်နေရာကျဉ်ကျက်လာတာပေါ့နေရာကျဉ်တယ်ပြီးတော့မိုးရင်းမှာပိုးကလည်းပေါက်လို့တော့စွက်တွေချင်းနေရင်တွေကလည်းပွားများနိုင်တယ်ဒါကြောင့်မို့လို့ဒီ cross contamination ဖြစ်နိုင်တယ်ပို့ပြီးတော့များနော်ဒါကြောင့်ပို့ပြီးတော့ဂရုစိုက်ရမယ်အဲ့ဆိုရင်အိမ်မှာဘာတွေလုပ်ရမလဲမိသားစုတွေပေါ့အိမ်မှာဆိုရင်ရေခဲတစ်တာထဲမှာထည့်တဲ့အခါမှာလည်းချက်ပြီးသားနဲ့အစိမ်းနဲ့ခွဲပြီးတော့ထည့်ရမှာပေါ့နော်ဟိုဟင်းသီးရွက်ဆိုရင်ကျမတို့စီကအများစုကလေရေခဲတစ်တာကိုနိုင်ကိုကပြောင်းပြန်ပေါ့နော်အိမ်မှာလည်းဒီလိုပဲရေခဲတစ်တာအခဲကန်းကအောက်မှာရှိတဲ့ဟာတွေကပို့ကောင်းတယ်အခုကျမတို့အိမ်ကရေခဲတစ်တာဆိုရင်အခဲကန်းကအပေါ်မှာရှိတာအခဲကအပေါ်မှာရှိတော့မီးကလာလိုက်ပြက်လိုက်ဖြစ်တဲ့အခါကျရင်မီး4 နာရီပြက်တဲ့အခါကျရင်အဲ့အခဲကန်းထဲမှာရှိတဲ့ရေတွေကပျော်သွားပြီပျော်ပြီးရင်အဲ့ရေခဲကပျော်ပြီးတော့ကျလာတဲ့ရေတွေကအောက်မှာဘန်းလေးတစ်ခုခံထားတယ်အခဲကန်းရဲ့အောက်မှာဘန်းလေးရှိတယ်ဒါပေမဲ့အဲ့ဒီဘန်းကနေပြီးတော့လေနောက်တစ်ဆင့်အောက်ကိုကျသွားနိုင်သေးတယ်
တကယ်လို့အဲ့လိုကြားတယ်ဆိုရင်အပေါ်ကအခဲကန်းတွေကအရေးတွေကအောက်ကအစင်သင့်စားလို့ရတဲ့အစားအသောက်တွေပေါ်ကိုရောက်သွားတယ်အဲ့ဒါလေးကိုတော့အထူးသတိထားစီချင်ပါတယ်ဒီဘဲတစ်တာအသုံးပြုတဲ့အခါမှာလေအစိမ့်နဲ့အကျက်နဲ့ခွဲထားတာအပြင်ဒီအခဲကန်းရဲ့အောက်မှာထားတဲ့အစားအသောက်တွေကဖုံးထားတဲ့ဟာဖြစ်ရမယ်ပြီးလို့ရှိရင်ဒီဟာတွေကိုပြန်စားတော့မယ်ဟေ့ဆိုရင်ဂရုစိုက်ရမယ်ပေါ့အပေါ်ကအရေးတွေပြထားသလားပေါ့နော်အိမ်မှာဆိုရင်တော့အဲ့လိုမီး၄နာရီပြတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အများနဲ့ရေခဲတက်တာကိုတန့်ရှင်းလုပ်ပါတယ်ဒီမီးပြန်မလာခင်ပေါ့မီးလာကနေလောက်မှာတေချာအရေးတွေပါတွေကိုတုပ်ပြီးတော့မှပြီးဒီအပေါ်တန်းမှာရှိတဲ့အစားအသောက်တွေကိုစစ်ဆေးတာလို့ပါလို့မှန်မှန်လေးလုပ်ပါတယ်ဘာလို့ဆိုတော့ဒါဘေးရနေများလို့ဖြစ်နိုင်လို့ရှိရင်တော့ရေခဲတက်တာဆိုတာဒီအခဲကအောက်ဆုံးမှာအခဲအကန့်အောက်ဆုံးမှာရှိတဲ့ဟာပိုကောင်းပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ရေခဲတက်တာတွေမှာစားစရာတွေထားတဲ့ခါကျရင်ခွဲပြီးတော့လည်းထားတင်တယ်ပြီးရင်ဒီဘာပဲဖြစ်ဖြစ်ဘာလို့ပဲထက်အိတ်နဲ့ထည့်ပြီးတော့ပလတ်စတစ်အိတ်နဲ့ထည့်ပြီးတော့ထုတ်ထားတာပိတ်ထားတာဒါမှမဟုတ်လို့ရှိရင်အဖုံးဖုံးပြီးတော့ထားတာပဲကောင်းပါတယ်မဟုတ်လို့ရှိရင်မတော်တဆကူးရင်းရင်မှုတွေအများကြီးဖြစ်နေနောက်ဆိုင်တွေမှာဆိုရင်ရောပြီးတော့ဒီ SME တွေဆိုရင်ရောပေါ့နော်အိမ်ကနေပြီးစားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာဆိုရင်အလုံးလုံးတဲ့နေရာကိုခွဲထားရမယ်ပေါ့ကုန်ကျန်းတွေကင်တဲ့နေရာဥမာသားငါးပါတယ်ဆိုရင်သားငါးတွေကင်တဲ့နေရာတီးနှံကနေလုပ်တဲ့ထုတ်ကုန်ဆိုရင်တီးနှံတွေကိုကင်နေအစိမ်းတွေကိုကင်တဲ့နေရာပေါ့နော်ဆန်နေပဲတွေဆိုလည်းဆန်နေပဲတွေကိုကင်နေဒီအတီးအစိမ်းထားတဲ့နေရာဇုံတက်တက်ပေါ့အဲ့ဒါအစိမ်းဇုံပြီးသွားရင်သူ့ကိုပြင်ဆင်ပြီးရေတွေပါတွေဆေးပြီးပြီးချွတ်ပြီးဆိုတဲ့အခါကျရင်ဒီဘက်မှာအတန့်လုံးမဲ့ဇုံကတစ်စုံပေါ့နောက်ဆုံးပိတ်ကြရင်တော့စားတော့ကုန်ဖြစ်ပြီးသားကိုအထုတ်တော့မယ်ဆိုတော့ packaging area ကလည်းပြီးကြရှိတယ်အနည်းဆုံးတော့ဇုံ3ခုအနေနဲ့ရှိတဲ့တယ်ပေါ့နော်ကုန်ကျန်းကင်တွယ်တဲ့ဇုံပြီးရင်ထုတ်ကုန်ထုတ်လုပ်တဲ့ဇုံနောက်ဆုံးပိတ်ကတော့ packaging လုပ်တဲ့ဇုံ packaging ဇုံကတော့လုံးဝအတန့်ဆုံးဖြစ်ရမယ်ပြီးကြကိုဖြစ်နေရမယ်ပေါ့နော်အဲ့ဒါမှပဲထုတ်ကုန်ကိုဟိုကကာကွယ်နိုင်မယ်မဟုတ်လို့ရှိရင်မတော်တဆဒီ cross contamination ဖြစ်ပြီးတော့ထုတ်ကုန်ညှိနှမ်းသွားတာဖြစ်နိုင်တယ်နော်စက်ရုံတွေမှာဆိုလို့ရှိရင်တော့များသောအားဖြင့်ကတော့ဒီ GHP စီကံချက်တွေနဲ့စောက်ထားတဲ့စက်ရုံတွေဆိုရင်ဇုံမီနေပါရတော့သူရှိပြီးသားပါဒါပေမဲ့ဘာဖြစ်တတ်လဲဆိုတော့ဟိုဟာတေချာမတင်းကျပ်တာမျိုးလေးတွေတော့ရှိတတ်တယ်ပေါ့နော်တေချာမလိုက်နာတာမျိုးလေးတွေရှိတတ်တယ်အဲ့တော့မိုးရင်းဆိုလို့ရှိရင်ဝန်ထမ်းတွေကိုတင်းတင်းကျပ်ကျပ်ထိမ့်သိမ်းဖို့လိုပါတယ်အပြင်ကိုထွက်တာတို့ဒီတကားမဖွင့်ရမယ့်တကားတွေကနေတကားဖွင့်ပြီးအပြင်ထွက်မယ်အပြင်မှာဆေးလိပ်တို့ဘာလို့တောက်တယ်ပြီးရင်ပြန်ဝင်လာတယ်ဆိုရင်သူ့စီကနေသူ့ဖက်နှက်ကညစ်ပတ်သွားပြီအဲ့လိုပဲဒီသူ့ရဲ့ညစ်ပတ်တဲ့ဖက်နှက်နဲ့ဟိုသွားတီသွားတဲ့အခါမှာစက်ရုံတွေမှာညစ်ညမ်းမှုတွေဖြစ်နေပေါ့အဲ့ဒါလေးတွေကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့လိုပါတယ်တစ်ချက်လောက်ဆွေးနွေးကြရအောင်ပါကိုယ့်ရဲ့အတွေ့အကြုံလေးနဲ့ပေါ့အစိမ့်နဲ့အကျက်နဲ့ခွဲထားပါဆိုတဲ့ဥစ္စာကိုကိုယ်တိုင်ဆိုရင်ရောဘယ်လိုမျိုးလုပ်လဲကိုယ့်ရဲ့လုပ်ငန်းသို့မဟုတ်ကိုယ့်ရဲ့အိမ်မှာပေါ့နော်ဘယ်လိုမျိုးတွေကျင့်သုံးကြလဲအထူးသဖြင့်မိုးရင်းမှာဆိုရင်ဘယ်လိုပို့ပြီးတော့ဂရုစိုက်လဲအစိမ့်နဲ့အကျက်နဲ့ခွဲခြားတဲ့အကြောင်းကျမတို့မြန်မာအစားအသောက်ဟုတ်ကဲ့ပြောပါဟုတ်ပါမင်းမင်္ဂလာပါတင်ပါဟုတ်မင်္ဂလာပါအိမ်မှာတော့ဒီအကျက်နဲ့အစိမ်းဆိုတာတဲ့ဘယ်လိုပြောမလဲ ready to eat နဲ့ဒီချက်ပြီးချက်မဲ့ဟာနဲ့ပေါ့နော်အဲ့ဒါကိုကျွန်တော်ရေခဲတက်တာနှလုံးထားတာပေါ့ဆိုတော့အစိမ်းနေရာကြတက်အခဲအောက်ခန်းထဲမှာထားပြီးတော့ဟိုတကယ်လို့နောက်နေ့တခါလေးမှဆိုလို့မကုံတဲ့အစားအစာတွေရှိတယ်လေအဲ့ဆိုလို့ရှိရင်အခဲတက်ပြီးတော့အဲ့ဒါကြောင့်တက်ထားပြီးတော့နောက်နေ့ပြန်စားတဲ့အချိန်မှာဆိုအဲ့လိုမျိုးနှစ်ခုခွဲပြန်နှွေးစားတယ်ပေါ့လုပ်ငန်းအတွက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့ရောက်လာနဲ့တခါတည်းတန့်စင်ဆေးကြောပြီးတော့ဟိုအခဲကန်းထဲမှာတခါတည်းဟိုမလောက်ရသေးတဲ့ဟာကိုလေဘိတ်မလောက်ရသေးတဲ့ခဲထဲမှာထည့်ထားဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့မအင်းငိမ့်ဝင်းကတော့ကလေးလေးတွေစားဖို့အတွက်စားတောက်တွေထုတ်ပါတယ်အဲ့အတွက်ကြောင့်မလို့သူ့မှာဆိုရင်တော့ဒီစီကံချက်တွေပို့ပြီးတော့တင်းကျပ်ရတာပေါ့နော်ကလေးတွေဆိုတော့အစားဒီခနာကိုယ်ရဲ့ဒီကိုစောင့်ရှောက်နိုင်တဲ့အစွမ်းအသိမရှိသေးဘူးပေါ့နော်ကိုခန်းအားအသိမကောင်းသေးဘူးဆိုတဲ့အခါကျတော့ကလေးလေးတွေစားတဲ့အစားတောက်ဆိုရင်အများကြီးပို့ပြီးတော့ခရူးဆိုင်ရတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျန်တဲ့သူတွေရောဘယ်လိုများခွဲထားလဲစက်ယုံပိုင်းမှာ
process flow ကိုတေချာလေးတင်ကျက်ပေးထားတယ်ဟုတ်ကဲ့အဲ့ဒီလိုမျိုးလုပ်သင့်ပါတယ် process flow ကိုတေချာတင်ကျက်ပြီးတော့တခါလူတွေပေါ့နော်စီကံချက်အတိုင်းလိုက်နာအောင်မိုးရင်းမှာနည်းနည်းလေးပို့ပြီးတော့ဂရုစိုက်တင်တယ်ကျန်တဲ့ຢာဒီတွေမှာကျတော့contamination မဖြစ်ဘူးလားဆိုဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ကြရင်တော့ဒီမိုးရင်းကြရင်တော့ပို့ပြီးတော့ဖြစ်များတာအောင်နော်နောက်ဘယ်သူ share အောင်လဲမသိဘူးကဲပါဒါဆိုရင်နောက်တစ်ပိုင်းလေးဆက်သွားပါမယ်နံပါတ်3ကကြတော့ကြက်အောင်ချက်ပါတဲ့ကျမတို့ရဲ့မြန်မာရိုးရာအစားအသောက်တွေမှာကတော့ကြက်အောင်ချက်စားတာများပါတယ်နော်အစိမ်းစားတဲ့ဟာဘာများရှိလဲမသိဘူးအစုံစိမ်းတုတ်တော့ အစိမ်းတို့အဲ့လိုဟို ဟုတ် တို့ တယ် စရာတို့ဟိုအရွက်တို့စရာတို့ဟုတ်တယ်တို့စရာတွေစားတယ်ပေါ့နော်အဓိကတော့တို့စရာပေါ့အိမ်မှာဒီနေ့မနေ့တို့စရာစားဖို့စေးတာတနားကြီးကြော်လောက်ချာတယ်ဘာလို့ဆိုတော့မပြီးရင်တော့တို့စရာနဲ့စားကြတော့အရွက်တွေဝဲလာတာဟိုကလေလေခွင်းထဲကစားကလေးခြိတောက်တို့ပါလို့လေအဲ့လိုဟာမျိုးတွေပြီးရင်ဗာလဲလေတရကင်းလို့ခေါ်တဲ့ဟာတွေဒီလိုအရွက်တွေဆိုရင်တော့သဘောတရားအရာသူကလေခွင်းထဲကဆိုတော့ဓာတုပစ္စည်းမတုံးထားဘူးလို့ယူဆရတယ်ပေါ့နော်ဒါပေမဲ့လေခွင်းထဲမှာလည်းဒီလိုမျိုးမိုးရသည်ဆိုရင်ညဉ့်ညမ်းမှုကများနိုင်တာပဲနော်အဲ့တော့အဲ့လိုဟာတွေကိုဆေးရတာတော်တော်လေးကြာတယ်တို့စရာအစိမ်းစားတဲ့ဟာဆိုတိုးစရာတွေရှိမယ်ပြီးရင်ကျမတို့အတုတ်စားတဲ့ဟာတွေရှိမယ်ပေါ့နော်မြင်းခွာရွက်တုတ်ခဲညင်တီတုတ်မျိုးရှိမယ်ဟုတ်တယ်ပြီးရင်ပဇွန်အစိမ်းတုတ်တဲ့ဟုတ်တယ်ပဇွန်အစိမ်းတုတ်ရှိတယ်နောက်စင်ကာပူမှာကျတော့လေငါးကိုပပလေးလှော်ပြီးတော့တုတ်တယ်ငါးအစိမ်းတုတ်ဆိုတာသူတို့ရဲ့အဲ့လို delicacy တွေကပေါ့လူတွေဈေးကြီးပေးပြီးစားကြတဲ့စားတော့ထဲမှာပါတယ်ပေါ့နော်မနှစ်ကလားတစ်နှစ်ကလားမသိဘူးအဲ့ငါအစိမ်းတုတ်စားပြီးတော့လူတွေဝရှော့ဝပြက်ဖြစ်ပြီးစေးုံတွေရောက်ကြတဲ့အတွက်ကြောင့်မို့သူတို့ကအဲ့ငါအစိမ်းတုတ်တွေကိုဆိုရင်စီကန်းချက်တွေထပ်ပြီးတော့တင်းကျပ်ရမယ်ပြုပြင်ရမယ်ဘာလို့လဲတော့မပြောတာတွေ့တယ်ပေါ့နော်ကျွန်တော်တို့စီမှာတော့အများစုကတော့ဒီငါအစိမ်းတုတ်ပေါ့အဲ့တော့ကောင်းတာကတော့ဒီမှာစလုံးပေါင်းတွေမှားနေတာလေစိတ်မရှိပါနဲ့နော်ဟိုက online မှာရေးထားပြီးတော့ Canva မှာရေးပြီး download လုပ်လိုက်တော့ဒီလိုမျိုးတွေဖြစ်ကုန်တာအဲ့တော့အစားအသောက်ကအကောင်းဆုံးကတော့ကျမတို့အနေနဲ့ဆိုရင်80ဒီဂရီနဲ့အထက်အပူချိန်နဲ့ကြက်အောင်ချက်စားတာကောင်းတယ်တခုကြည့်ရမှာကြတော့လေကျမတို့ကကြက်အောင်ချက်စားဖို့ပို့ပြီးတော့အရေးကြီးတယ်ဘာကြောင့်လဲဆိုရင်ကိုယ့်စီမှာရှိတဲ့ကြက်သားတွေဝက်သားတွေအမဲသားတွေကင်တဲ့ပုံစံမြင်မှုကြမယ်ထင်ပါတယ်နော်မနေ့အစောကြီးဆိုရင်ကားကြီးတွေပေါ်မှာဒီကြက်သားတို့ဘာလို့ဆိုတာကိုလေသူကဟိုကြက်သားဖြစ်ပြီးသားပေါ့ကြက်အကောင်လိုက်တွေအသားဖြစ်ပြီးသားအကောင်လိုက်တွေပေါ့အဲ့အကောင်လိုက်တွေကိုကားပေါ်မှာဒီတိုင်းတင်ထားတာတို့အောက်ကကြမ်းမြင်ကြီးပေါ်မှာဘာမှမပါဘဲနဲ့တင်ထားတာတို့တွေလည်းမြင်ဘူးတယ်နောက်အဲ့ဒီအသားတွေကိုအပြင်ပအပူချိန်မှာဒီမနေ့ခက်စောစောမှာသူတို့ထပြီးတော့ကြက်လုံးဖြတ်ကြတယ်ဖြတ်ပြီးသွားရင်ဝက်သားဆိုလည်းဒီလိုပဲအစောကြီးထပြီးတော့ဝက်သားဟို slaughtering process ပေါ့ဝက်အကောင်ကြီးကနေပြီးဝက်အသားဖြစ်အောင်လုပ်ကြတယ်လုပ်ပြီးသွားရင်သူကအပူချိန်ထိန်းချုပ်တယ်ဆိုတာဘာမှမရှိဘူးဒီတိုင်းပဲပြင်ပအပူချိန်မှာအကြကြီးထားပြီးဈေးထဲမှာရောင်းကြတာကျမတို့ကအဲ့ဒီသားငါးတွေကိုဝယ်ပြီးတော့စားကြတာဒီစနစ်ကြီးကပုံမှန်ဘာကြောင့်လဲပတ်နေတယ်လဲဆိုရင်ဒီမနေ့ကလှုပ်လိုက်တဲ့အသားကနေ့လယ်မှာကုံသွားတယ်ဆိုတဲ့အယူအဆပေါ့နော်ကုံတလောက်ပဲလှုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လဲပတ်နေလို့ဒါကျမတို့ကဘေးကင်းနေရတကယ်လို့ तू ကအသားမကုံလို့အိမ်ကိုပြန်တယ်ဝါရတယ်ရေခဲတက်တာတယ်ဒုံမဟုတ်ရေခဲရိုက်ထားတယ်ပြီးရင်နောက်နေ့ကျရင်ထုတ်ရောင်းနေစအဲ့အသားအသိပြီးတော့စိတ်မချရတော့ဘူးနော်ခါလေကြလို့ရှိရင်အဲ့လိုမျိုးရေခဲရိုက်ထားတဲ့အသားတွေကိုလည်းရိုးရိုးအသားတွေနဲ့လည်းရောပြီးတော့ရောင်းတဲ့လူလည်းရှိကျင်လည်းရှိမယ်တချို့ဈေးသက်တွေကတော့ပြောပြီးရောင်းတယ်တချို့ကတော့မပြောဘူးပေါ့နော်အဲ့တော့ကိုကမသိလို့အဲ့လိုအသားတွေဝယ်လာခဲ့တယ်ဆိုရင်အထဲထဲမှာပုံ၌ပေါ်ကဒီ microbial လုတ်တွေကများနေပြီပေါ့ဘက်တီးရီးယားတွေတန်ကနန်းနေရှိနေပြီပေါ့အဲ့လိုရှိနေတဲ့ဟာမျိုးဆိုလို့ရှိရင်ကျမတို့ကကြက်အောင်ချက်မစားဘူးဆိုရင်ကိုယ့်အတွက်ကဘေးရနေရရှိအဲ့တော့ကိုယ့်နိုင်ငံရဲ့ဒီသားငါးကင်တွယ်မှုပုံစံနဲ့ဆိုရင်တော့ကျမတို့ကကြက်အောင်ချက်စားတာအကောင်းဆုံးပဲအခုနကပဇွန်စိမ်းတုတ်တို့ဘာလို့ဆိုရင်ချောင်းထဲမြောင်းထဲရတဲ့ချောင်းထဲပေါ့နော်ချောင်းထဲပင်လေထဲပေါ့အဲ့လိုမျိုးကနေပြီးရတဲ့လက်ဆက်တဲ့ပဇွန်အစိမ်းဆိုရင်တော့တုတ်စားတာကိစ္စမရှိဘူးဥပမာအသားဆိုလည်းဒီတိုင်းပဲဝက်သားကိုအခုပဲပေါ်လိုက်တဲ့ဝက်သားလက်ဆက်ဆက်ဝက်သားရဲ့ tissue တွေထဲမှာအထဲထဲမှာဘက်တီးရီးယားပိုးတွေကအလိုလိုပါလာတာမဟုတ်ဘေးကနေပြီးတော့ညဉ့်ညမ်းမှုတွေဝင်တယ်
ပြီးလို့ရှိရင်ဥမာဦးတို့ကလေးစားတို့မှာရှိနေတဲ့ဘက်တီးရီးယားတွေနဲ့အသားတွေနဲ့ထိတွေ့မှုရှိတယ်အဲ့လိုကနေပြီးတော့မှအချိန်ကြာတော့ဒီဘက်တီးရီးယားတွေကပွားလာတာပေါ့နော်အဲပင်လယ်တွေချောင်းတွေမှာလည်းဒီလိုပဲပဇွန်တွေငါးတွေပင်လယ်တွေချောင်းတွေကနေချက်ချင်းဆယ်လိုက်တဲ့အချိန်မှာယူလိုက်တဲ့အချိန်မှာဆိုရင်တော့သူကလက်ဆက်မှုရှိတယ်အဲ့လိုပဇွန်မျိုးပဇွန်စိမ်းတုပ်စားတယ်ဆိုတာအဆင်ပြေတယ်ဒါပေမဲ့ဈေးတွေကဝယ်တဲ့ပဇွန်ကိုတော့တုပ်စားလို့မဖြစ်ဘူးပေါ့နော်ဘေးအနေနဲ့မကင်းဘူးပေါ့အဲ့မိုးရသည်ဆိုရင်ရောဘယ်လိုမျိုးအခက်အခဲတွေရှိမလဲပေါ့နော်မိုးရသည်ဆိုလို့ရှိရင်အပြင်မှာထုတ်ပြီးတော့ရောင်းတဲ့စားတောက်ဆိုင်လေးတွေဆိုလို့ရှိရင်လျှက်စစ်မီးဓာတ်လိုက်မှာဆိုလို့မီးအသုံးပြုရတာခက်ခဲတာမျိုးတွေရှိနိုင်တယ်ပြီးရင်ကိုယ့်စီမှာကျတော့မီးရလည်းအရင်ပြတ်တာနော်နောက်ခုနကပြောတဲ့အခြေအနေတွေအရာအသားမှာကိုယ်၌ကိုကဘက်တီးရီးယားလုတ်တွေများနေနိုင်တဲ့အတွက်ကြောင့်မို့သူတို့ကိုချက်တာမကြက်ဘူးဆိုရင်ဘက်တီးရီးယားတွေအကုန်မသေးဘူးဆိုရင်ကျမတို့စားပြီးတဲ့အခါကျရင်ဝန်းရှုံဝန်းပြက်တွေဖြစ်နေနော်ဒါကတော့မိုးရသည့်အတွက်အထူးပို့ပြီးတော့ဖြစ်နိုင်တဲ့ဘေးအန္တရာယ်တွေပေါ့မိုးရသည့်နဲ့ဆက်ဆက်တဲ့ဘေးအန္တရာယ်နောက်အဲ့ဆိုရင်မိသားစုတွေဆိုရင်ရောဘယ်လိုမျိုးစီကံချက်တွေလိုက်နာတင်တယ်လဲပေါ့နော်ထမင်းဟင်းဟိုးတွေတနေ့တာချက်ထားတယ်ဂရုစိုက်ဖို့လိုအပ်တယ်ပြီးရင်ကြက်အောင်ချက်ရမယ်ပေါ့မနေ့တုန်းကကျမပဇွန်ကင်နေတော့စဉ်းစားမိရပေါ့နော်ပဇွန်မြန်မာစကားမှာတော့ပဇွန်အကွေးငါးအငွေးဆိုပြီးတော့ရှိရပေါ့ပူသွားတာနဲ့ကြက်ပြီးဆိုတာမျိုးဒါပေမဲ့ဒီပဇွန်တွေကြားတဲ့ခါကျတော့လက်ဆက်တဲ့ပဇွန်မဟုတ်ဘူးလေရေခဲရိုက်ပြီးတော့မှနေပေါင်းများစွာထားပြီးမှရောင်းတဲ့ပဇွန်မျိုးတွေဖြစ်နေနိုင်တဲ့ခါကျတော့အိမ်မှာဆိုရင်တော့ပဇွန်စားရဲဆိုလို့ရှိရင်အများနဲ့ချက်ပြီးတော့ကြက်အောင်ချက်ပြီးတော့ပဲစားပါတယ်ဘေးရနေကင်းဖို့အတွက်ဆိုရင်တော့ကြက်အောင်ချက်စားတာအကောင်းဆုံးပါပဲပြီးရင်ဒီမိုးရသည်မှာထမင်းဟင်းဟိုးတွေကလည်းအရန်ကိုတိုးလွယ်တယ်ပေါ့နော်ရာသီဥတုကစိုထိုင်းစားကများနေတဲ့ခါကျတော့သူကမြန်တိုးလွယ်တယ်အဲ့တော့မနေ့ညချက်တဲ့သူတွေဆိုလို့ရှိရင်ထူးပြီးစိုက်ဖို့လိုအပ်တယ်နောက်စားတောက်ဆိုင်နေနဲ့ SME တွေအနေနဲ့ဆိုရင်သမမိုမီတာလေးကို30ကျင်ပါတယ်အကြော်တာပဲဖြစ်ဖြစ်ချက်တာပဲဖြစ်ဖြစ်ပေါ့နော်အသားတွေကိုမှ steak တို့ဘာလို့กินတာပဲဖြစ်ဖြစ်ငါးကင်กินတာပဲဖြစ်ဖြစ်ဒီအကင်တွေရောင်းကြတယ်အဲ့အကင်တွေမှာဆိုလို့ရှိရင်လည်းပဲဒီငါးတွေဘာတွေအကောင်လိုက်กินတဲ့ဟာမျိုးဆိုလို့ရှိရင်လုံးဝစိတ်မချရတဲ့အခြေအနေမျိုးရှိတယ်ပေါ့နော်ဒီမိုးတွင်းမှာဆိုရင်အဲ့တော့ဒီသမမိုမီတာလေးသုံးပြီးတော့အတွင်းပိုင်းထိကြက်ပါတယ်ဆိုတာကိုသိကြအောင်လုပ်စေချင်ပါတယ်စိတ်ုံဒီမှာကြတော့တကယ်လို့ cooking step တွေရှိရဲဆိုရင်အဲ့ cooking step တွေကတကယ်ပါလာတဲ့ဘက်တီးရီးယားတွေကိုအကုန်ရှင်းနိုင်ရလားဆိုတာလေးကိုသူတည်ချာချာ validate လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့အခုဒီအကြောင်းအရာလေးကိုလည်းဆက်ပြီးတော့ဆွေးနွေးပေးပါအောင်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါ့နော်ဟုတ်ကဲ့ဆရာမဟိုပါလေအိမ်မှာကတော့ဒီထုတ်လုပ်တာကတော့အများတန်းလက်လက်ဆက်ဆက်တစ်နေ့ထုတ်ပြီးတစ်နေ့လုပ်တာဆိုတော့ကိစ္စမရှိဘူးပေါ့နော်ဒါပေမဲ့ချက်တာပြုတ်တယ်လည်းကြတော့မနက်ခင်းများသောအားဖြင့်မနက်ခင်းစာချက်လိုက်ပြီးဆိုနေခင်းစာတော့စားရတာပဲလေဆိုတော့အဲ့ဒါကိုမနက်ခင်းစာချက်ပြီးတာနဲ့ချက်ပြီးချင်းနည်းနည်းခဏထားပြီးတာနဲ့9မိနစ်10မိနစ်လောက်ထားပြီးရင်ဟိုဟာရေခက်ဟိုဟာရှည်လာရဲပေါ့နော်ရှည်လာရဲပြန်ထည့်ပြီးစားကန်နေမှာကျမတို့စားတာကြောင့်အဲ့ဆိုတနိုင်လုံးပြန်နှွေးပြီးစားဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဟုတ်အရန်ကောင်းတဲ့အလေးထားပါနော်အိမ်မှာဆိုရင်လဲလေအိမ်ကမနေ့စာညစာချက်တာမနေ့စာညစာချက်တာဆိုတော့မနေ့ပိုင်းချက်ပြီးပြီအိမ်မှာတော့ချက်ချင်းကြီးမသိမ်းဘူးချက်ချင်းကြီးမသိမ်းနိုင်ဘူးပေါ့နော်ဒီတိုင်းမနေ့စာစားပြီးတဲ့အချိန်ကြလို့ရှိရင်တော့နှွေးရမယ့်ဟာဆိုရင်ပြန်နှွေးလိုက်တယ်ဒါမှမဟုတ်လို့ရှိရင်ဒီတချို့အကြော်တွေပါတယ်ပြန်နှွေးလို့မကောင်းတဲ့ဟာတွေဆိုရင်ပကံထဲဘူးထဲကိုထည့်ပြီးတော့ရေခဲတစ်တာနဲ့ထည့်ထားတယ်နော်ဘာလဲဆိုတော့အပြင်မှာရှိနေတဲ့ကာလကိုတိုးသွားစေချင်တာပေါ့အပြင်မှာကြာထားလေသူကပိုးပေါက်ဖို့များလေဆိုတော့အပြင်မှာအကြာကြီးမဖြစ်အောင်လို့ဆိုပြီးတော့ဘူးနဲ့ပါနဲ့တိမ့်လိုက်တာမျိုးဒါမှမဟုတ်ရင်ပြန်နှွေးလိုက်တာနော်အဲ့လိုလေအိမ်မှာတော့အဲ့လိုတခုလုပ်ပါတယ်အခြားသူတွေရောဘယ်လိုလေးထားလေးရှိလဲမသိဘူးမနေ့စာညစာချက်ကြတာလားတစ်ခါစားတစ်ခါချက်တာလားတစ်ခါစားတစ်ခါချက်နိုင်ရင်တော့ကောင်းတာပေါ့နော်ဒီလောက်တော့မရအောင်ဟုတ်ပြီဆရာဟိုလေဟိုဟင်းနေပါချက်ပြီးတော့ပေါ့နော်သူကစားခါနေကြလို့ချင်းပြန်မမေးစားဘဲနဲ့ပူးလေးထည့်ပြီးတော့ရေစိတ်တာလေးထည့်ထားမယ်ဆိုရင်ရောအဲ့လိုမျိုးကြတော့ပိုးမွားတွေပါပေါက်နိုင်လားအခုကပြောတာနော်ဟိုကဘူးလေးကိုထည့်ထားမယ်ရေခဲကြတာလေးကိုတင်ထားမယ်ပြီးရင်ပြန်နှွေးမယ်အဲ့လိုပါဟုတ်တယ်ပြန်မနှွေးတော့ဘူးဒီချိန်တိုင်းစားလိုက်ပြန်မနှွေးပဲနဲ့အေးတိုင်းစားနိုင်ရင်ဘာမှမဖြစ်ဘူးပြန်နှွေးတာမှလည်းနည်းပြဿနာရှိတာပြန်နှွေးတဲ့အခါကျရင်လေ
မီးအေးအေးလေးနဲ့အကြာကြီးနှွေးတာထက်မီးပြင်းပြင်းနဲ့ခက်မြန်နှွေးတာပိုကောင်းတယ်။ဘာလို့ဆိုတော့မီးအေးအေးလေးနဲ့အကြာကြီးနှွေးရင်ဒီရေခဲတစ်တာတွေက10ဒီဂရီလောက်ရှိမယ်။10ဒီဂရီလောက်နဲ့ထွက်လာတဲ့အစားအသောက်ကမီးအေးအေးလေးနဲ့အကြာကြီးနှွေးရင်သူက10ကနေ17 12ပြီးလို့ရှိရင်သူက30 40ဆိုတဲ့နားမှာအကြာကြီးနေမှာဒီ30 40တွေကဘက်တီးရီးယားပွားလို့ကောင်းတဲ့အချိန်ဖြစ်တဲ့အခါကျတော့နည်းနည်းလေးနှွေးနေရဆိုရင်သူ့ကိုဘက်တီးရီးယားပွားအောင်အားပေးရကြတယ်။မိခတ်ပြင်းပြင်းနဲ့မြန်မြန်နှွေးပေးလိုက်တယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်။မိုက်ခရိုဝေ့ဖ်တွေပါဆိုရင်တော့သူက10မိနစ်2မိနစ်လောက်3မိနစ်လောက်နဲ့တင်သူကပြန်နှွေးသွားတာဆိုတော့အဲ့လိုနှွေးနိုင်ရင်ပိုကောင်းတယ်ပေါ့နော်။ဟုတ်ကဲ့လားဟုတ်ပြန်နှွေးစားတယ်ဟုတ်ကဲ့ပြောပါအောင်မိုးရသည်နဲ့နွေရသည်နဲ့ဆိုလို့ရှင်လေးဒီချက်နွေရသည်ဆိုလို့ရှင်ပုံမှန်ထမင်းတွေဟင်းတွေကတိုးလွယ်တယ်ဒီချက်ဟုတ်မိုးရသည်ကြတော့အဲ့လိုနွေရသည်နဲ့ဆိုပိတ်ဟာပို့ပြီးမှတိုးလွယ်ရမယ်တို့ကဘာကိုကြည့်ရမလဲဆိုရင်ထမင်းဟင်းတွေတိုးလွယ်တယ်ဆိုတာအချက်2ချက်ရှိတယ်တစ်ချက်ကအပူချိန်နောက်တစ်ချက်ကကျတော့ရေငွေ့အဲ့တော့နွေရာသီကျတော့အပူချိန်ကအရမ်းများတဲ့ခါကျတော့ဘက်တီးရီးယားပွားလို့ကောင်းတဲ့အပူချိန်ဖြစ်လို့နွေရာသီမှာထမင်းအိုးတိုးတယ်ဆိုတာကိုလူတော်တော်များများသိကြတယ်နော်အဲ့တော့နွေရာသီဆိုရင်ထမင်းအိုးတွေကိုဂရုစိုက်ကြတယ်ဒါပေမဲ့မိုးရာသီကျရင်လူတွေကအရန်ဂရုမစိုက်ဘူးဘာလို့ဆိုတော့မိုးရာသီကအေးတယ်လို့လူတွေကထင်ကြတယ်တကယ်တမ်းကျတော့အခုဒီဇူလိုင်လတို့ဘာလို့ဆိုတာဒီအေးတဲ့လလို့မခေါ်နိုင်ဘူးမိုးရွာနေလို့ကသူကအေးနေတာအပူချိန်ကတော့ရှိနေတယ်ပြီးရင်မိုးရာသီမှာကျတော့ဒီပိုးတွေကိုအများကြီးပေါက်စေနိုင်တဲ့နောက်ထပ်တစ်ချက်ကကျတော့စိုးထိုင်းစပတ်ဝန်းကျင်ကြီးတစ်ခုလုံးကစိုးထိုင်းနေတဲ့ခါကျတော့ပိုးကပို့ပြီးတော့ပေါက်နေတယ်အဲ့တော့မိုးရာသီနဲ့နွေရာသီနဲ့နှစ်ခုစလုံးကထမင်းဟင်းကိုတိုးပုံတိုးနည်းမတူဘူးဒါပေမဲ့နှစ်ခုလုံးကတော့ဂရုစိုက်ရမယ့်ဟာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီပါမိုးရလိုက်နေပူလိုက်တယ်ဆိုရင်ပို့ဂရုစိုက်ရမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ဒီအဲ့တော့နံပါတ်3ပြီးသွားတော့နံပါတ်4ကိုဆက်ပြီးကြည့်အောင်ပါနံပါတ်4ကကြတော့အစားအသောက်တွေကိုတဲ့ဘေးကင်းတဲ့အပူချိန်မှာထားပါတဲ့ခုနကတော့လည်းကိုပြောတဲ့တဲမှာအဲ့ဒီအပူချိန်ကိစ္စတွေလည်းတော်တော်လေးပါခဲ့ပြီပေါ့နော်အပူစားမဲ့အစားအသောက်ဆိုရင်60ဒီဂရီနဲ့အထက်မှာထိန်းထားပါတယ်အဲ့တော့စားသောက်ဆိုင်တွေမှာဆိုလို့ရှိရင် warmer တွေရှိရလေ warm ဖြစ်အောင်လုပ်ထားမဲ့ box တွေပေါ့နော်တချို့ကျတော့ box တွေတချို့တွေကကျတော့မှန်ကောင်တာတွေအထဲမှာအပူချိန်ကိုထိန်းထားနေတာပေါ့အဲ့လိုထိန်းထားတယ်ဆိုရင်ဥပမာပေါက်စီလို့ပါလို့ပေါ့နော်ပေါက်စီဆိုရင်60ဒီဂရီအထက်ထိန်းထားပါပေါ့60ဒီဂရီအထက်မဟုတ်ဘူးဆိုရင်သူကထားပါတော့50တို့45တို့ဖြစ်နေမယ်ဆိုရင်သူကဘက်တီးရီးယားအရန်ကိုပွားလို့ကောင်းတဲ့အချိန်ဖြစ်တယ်ဒါကြောင့်မို့လို့သူကဒီ60အောက်မှာဆိုလို့ရှိရင်40 50အဲ့လိုမျိုးဖြစ်နေရဆိုရင်သူကလုံးဝတိုးသွားနိုင်တယ်ပေါ့နော်ပြီးခဲ့တဲ့1ရက်2ရက်ကဆိုင်မှာပေါက်စီစားတော့ပေါက်စီကတိုးနေသူတို့အဲ့လိုမျိုးဖြစ်တာဖြစ်နိုင်တယ်ပေါ့သူတို့ရဲ့ warmer ကဒီ60ရဲ့အထက်ကိုမရောက်ဘဲနဲ့သူတို့စိတ်ထဲမှာတော့ပေါက်စီကိုပူအောင်ထားတာပဲဘာလို့တိုးသလဲလို့ထင်ရင်ထင်မှာပေါ့နော်တကယ်တမ်းကတော့အဲ့ဒီပေါက်စီကိုထိန်းထားတဲ့အပူချိန်က60ရဲ့အောက်ကိုရောက်နေတာဖြစ်နိုင်တယ်ဆိုတော့ဒီမှာသူက warm လုပ်ထားမယ်ဆိုတဲ့နေရာမှာ warm ထားတဲ့အပြင်ကို60အထက်မှာထားနိုင်မှသာကြာထားဖို့ကောင်းတယ်ပေါ့နော်မဟုတ်လို့ရှိရင်သူကပျက်စီးသွားမှာပေါ့နော်ပိုးတွေပွားလာမှာနောက်အေးခံထားမယ်အစားအသောက်ဆိုရင်5 degree C အောက်ကိုထိန်းထားပါတယ်အဲ့တော့ရေခဲတစ်တာအောက်ခန်းဆိုလို့ရှိရင်ဒါ5 degree C လောက်ချိန်ပြီးထားတယ်ပေါ့နော်ဆိုတော့ရေခဲတစ်တာတွေကိုထည့်ထားတယ်ဆိုတာမျိုးပေါ့နောက်အရေးကြီးတာကတော့ဒီ danger zone ပေါ့ခုနကထမင်းဟင်းကိုတိုးတာလေဒီသဘောတရားတွေပါတာနော်5 degree C နဲ့60 degree အတွင်းမှာဆိုလို့ရှိရင်ဘက်တီးရီးယားပိုးတွေအများကြီးပေါက်တယ်အဲ့တော့ခုနကထမင်းစားပြီးထမင်းကိုတစ်နေ့စာချက်ထားပြီးရင်ညနေစာအတွက်ထမင်းဟင်းတွေကိုရေခဲတစ်တာတွေကိုထည့်ထားပါလို့ပြောတော့ရေခဲတစ်တာကလည်း5ထက်နည်းနည်းပဲ5ထက်နည်းနည်းမြင့်ရင်လည်းမြင့်နေနိုင်တာပေါ့နော်အောက်ခန်းဆိုချစ်လင်းဆိုအဲ့တော့ဒီရေခဲတစ်တာတွေကိုထည့်ထားတယ်ဆိုတဲ့ကိစ္စကနေ့လယ်မနေ့သို့မဟုတ်နေ့လယ်မှာသိမ်းပြီးတော့ sorry မနေ့သို့မဟုတ်နေ့လယ်မှာသိမ်းပြီးတော့ညနေမှာစားမယ့်ဟာကိုပဲရေခဲတစ်တာတွေကိုထည့်ထားတော့နော်နောက်နေ့မှစားမယ့်ဟာဆိုရင်တော့အဲ့လိုမျိုးထည့်ထားလို့မရတော့ဘူးအပေါ်က freezing ခန်းထဲကို freezer ထဲကိုထည့်ထားမှရမယ်ဒါလေးကိုလည်းနည်းနည်း view ဆက်ရမှာပေါ့နော်အဲ့တော့အစားအသောက်တွေကို5 degree C နဲ့60 degree C အတွင်းမှာမထားဖို့ view ဆက်ရမယ်ဒီ5 degree C နဲ့60 degree C ကြားကို temperature danger zone လို့ခေါ်တယ်ဒီကြားထဲမှာဘက်တီးရီးယားတွေအရန်ပွားတယ်နော်
အဲ့တော့မိုးရာသီဆိုရင်ဘာတွေထူးခြားသလဲတခြားရာသီထက်ဘာတွေထူးခြားလဲဆိုရင်ပြင်ပကရေငွေ့တွေများတယ်စိုးထိုင်းမှုတွေများတယ်ဒါအတွက်ကြောင့်မို့လို့ထုတ်ပုံတွေပျက်စီးမှုမြန်တယ်တချို့ထုတ်ကုန်ကြတော့ပျက်စီးတာကိုမျက်စိနဲ့မမြင်ရဘူးဒါပေမဲ့ဆာမိုနယ်လာလို့လိုမျိုးဘက်တီးရီးယားတွေပေါက်တဲ့ခါကျရင်စားတဲ့လူမှာတွားပြီးတော့ဘေးအန္တရာယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမိုးရင်းမှာပိုးပေါက်တဲ့ဟာပိုဆိုးတယ်ဒါကြောင့်ပိုဂရုစိုက်ရမယ်အဲ့တော့အိမ်မှာဆိုရင်ထမင်းဟိုဟင်းဟိုတွေခုနအပူချိန်ကိုဂရုစိုက်ရမယ်မစားသေးဘူးဆိုရင်တော့ကောင်းတာတော့လေတေချာစနစ်တကျတေချာလုပ်ဖို့ဆိုရင်ချက်ပြီးတိတ်မကြဘူးဘူးတွေဘာတွေနဲ့အဲ့လိုဂျိုင်းတွေဘာတွေနဲ့ထည့်ပြီးတော့ရေခဲတစ်တာတွေထည့်လိုက်တယ်မနေ့စာစားကနီးဆိုရင်လည်းမနေ့စာစားကနီးမှာနှွေးရနေ့လယ်စာညနေစာစားကနီးဆိုရင်ညနေစာစားကနီးမှာနှွေးတယ်ဒီလိုမျိုးလုပ်တာတော့ပို့ပြီးတော့ကောင်းတယ်ပြောရမှာပေါ့နော်ကိုယ်စီမှာကျတော့မီးကအရန်ပြက်တဲ့ခါကျတော့အများစုကလည်းဒီလိုတိတ်မလုံနိုင်ဘူးဒါကြောင့်မို့လို့လဲမိုးရင်းမှာဆိုရင်ဝမ်းရှောင်းဝမ်းပြက်တွေအရန်ဖြစ်ကြတာစားတော့ဆိုင်နေနဲ့ SME တွေမှာကျတော့ဒီ warmer တွေ fridge တွေကိုအပူချိန်တိချထားရမယ်ပေါ့chiller ဆိုလဲ chiller ရဲ့အပူချိန်မှန်ရမယ် warmer ဆိုလဲ warmer အပူချိန် fridge ဆိုလဲဒီ freezer ဆိုလဲ freezer အပူချိန်ပေါ့နော်လုပ်ငန်းတွေမှာကျတော့နောက်စက်ရုံတွေမှာကျတော့ဒီထုတ်လုပ်မှု temperature တွေမှန်မှုဂရုစိုက်ရမယ်ကိုယ်ချိန်မပြတ်အောင်ဂရုစိုက်ရမယ်ပေါ့နော်ဒါက temperature နဲ့ပတ်သက်တဲ့ဥစ္စာတွေပါအဲ့တော့အတွေ့အကြုံလေးတွေဆွေးနွေးပေးပါအောင်အပူချိန်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ငကိုမူလအယူအဆကဘယ်လိုရှိခဲ့တာလဲအပူချိန်နဲ့ပတ်သက်ဟင်းနှွေးရင်ဘယ်လိုနှွေးကြလဲဟင်းတွေတော့ပူချိန်ကို80လောက်ပဲတင်လိုက်တယ် temperature တိုင်းစရာမရှိရင်ဘယ်လိုမျိုးမှန်းမလဲဘယ်လိုကြည့်မလဲသူကတဲမှာဆိုလို့ရှိရင်ခလုတ်လေးတွေပါတယ်ဒီပေါ့ဘလောက်ဆိုလို့ရှိရင်ပေါ့50တို့10 50 90 100လို့ပါတယ်ရှင်အဲ့ဒါဘယ်လိုမီးဖို့မျိုးလဲလက်စင်မီးဖို့ပေါ့အောက်ကမီးပြင်းအားကိုပြောရလားဟုတ်တယ်မီးပြင်းအားဟုတ်မီးပြင်းပြင်းလေးနဲ့ကိုကအပူပေးလိုက်မယ်ပေါ့နော်တကယ်လို့ကို့မှာသမိုမီတာတွေဘာမရှိဘူးဆိုလို့ရှိရင်ဟင်းနှွေးလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးနှွေးရမလဲဆိုရင်မီးအေးနဲ့နှွေးဖြစ်တယ်တဲ့မီးအေးနဲ့ကတော့တိတ်မကောင်းသိလားအိမ်မှာလည်းတစ်ခါတလေမီးအေးနဲ့နှွေးဖြစ်တဲ့အခါရှိရယ်မီးအေးနဲ့နှွေးတာမကောင်းမီးပြင်းပြင်းမှာနှွေးလိုက်တာကောင်းတယ်အဲ့တော့မီးပြင်းပြင်းမှာဟင်းရည်တို့ဘာလို့ဆိုရင်အနှိမ့်ဆုံးပေါ့နော်အနှိမ့်ဆုံးသူကတစ်ပွက်နှစ်ပွက်ဆူတဲ့အထိအဲ့ဒါအနှိမ့်ဆုံးကောင်းတာကတော့လုံးဝပွက်ပွက်ဆူတဲ့အထိဆိုရင်တော့ကောင်းတယ်ပေါ့နော်ဟင်းသီးဟင်းရွက်ကြော်တို့ဘာလို့ကြတော့အဲ့လိုမျိုးလုပ်လို့မရတော့ဘူးလေဗာလဲအခုဆိုရင်ဂျူးဘူးတို့ဘာလို့ပေါ်တယ်မလားဂျူးဘူးကြော်တို့ဘာလို့ကြတော့ကောင်းတာကတော့စားကနေမှကြော်တာကောင်းတယ်ပေါ့အဲ့လိုမတက်နိုင်ဘူးမနေ့ညပဲချက်နိုင်တယ်လူတွေကတယောက်နဲ့တယောက်နဲ့စားတဲ့အချိန်မတူလို့စားကနေမှကြော်ဖို့အဆင်မပြေဘူးဆိုရင်တော့ကြော်ထားပြီးတော့ရေခဲတစ်တာလေးထည့်ထားတာကောင်းတယ်ပေါ့နော်အဲ့လိုအေးစားလို့ရတဲ့ဟာတွေဆိုရင်အေးစားလိုက်တာပြဿနာမရှိဘူးပြန်နှွေးမယ်ဆိုရင်တော့သူ့ကိုပူနေအောင်ရေငွေ့လေးတွေထွက်နေအောင်ပေါ့နော်အဲ့လောက်ထိအပူပေးဖို့ကောင်းတယ်ပေါ့နော်အပူချိန်ပြင်းပြင်းနဲ့အချိန်တိုတိုနှွေးတာပိုကောင်းတယ်ကဲနံပါတ်5ကိုကြည့်အောင်ပါနံပါတ်5ကကြတော့ဘေးကင်းတဲ့အပူချိန်မှာထားပါတဲ့ဆိုတော့ခုနကပြောတဲ့temperature sorry နံပါတ်4ဖြစ်နေတာ sorry ပါနံပါတ်5ကိုကြည့်အောင်ပါနံပါတ်5မှာကြတော့ရေနဲ့ကုန်ချမ်းပစ္စည်းတွေကိုတန့်ရှင်းတဲ့ဟာတွေသုံးပါတဲ့ဆိုတော့ရေကြောင့်မို့လို့ပိုးမွှားတွေဘက်တီးရီးယားတွေ virus တွေပြန့်ပွားတတ်တယ်မိုးရင်းဆိုလို့ရှိရင်ရေမတန့်ရှင်းမှုတွေရှိတတ်တယ်ရန်ကုန်မြို့ကလူတွေဆိုရင်တော့ဘာတွေဖြစ်လဲဆိုရင်ရေပိုက်တွေနဲ့ရေပေးတာနော်ဆိုတော့ရေပိုက်တွေပေါက်တာတို့ဘာလို့ဆိုလို့ရှိရင်သူကပုံမှန်အားဖြင့်ဆိုရင်တော့ရေပိုက်ကတွန်းအားတအားများနေလို့ရှိရင်အပြင်ကိုပဲကန်နေတဲ့အတွက်ကြောင့်အပြင်ဘက်ကပိုးမွှားကရေပိုက်ထဲကိုဥမာဂျိုးမြူရေပေးစနစ်တို့ဆိုပါလို့ဆိုရင်လေသူကရေကအထက်ကရေကတွန်းအားနဲ့တွားနေတော့ကန်နေတဲ့အတွက်ကြောင့်အပြင်ဘက်ကယောဂပိုးကရေထဲကိုလွယ်လွယ်ကူကူဝင်ဖို့တော့သိမ့်မရှိဘူးဒါပေမဲ့ပိုက်တွေကပြုတ်နေတာတို့
အဲ့လိုအဆက်ပြုတ်သွားတာတို့ဒီရန်ကုန်မြို့ရဲ့ရေပေးစနစ်ကြီးကလည်းအရန်ဟောင်းနေပြီဆိုတဲ့ခါကျတော့အပေါက်တွေပေါက်နေတာတို့တန်ကြီးတွေတက်နေတာတို့အဲ့လိုမျိုးတွေဖြစ်ပြီးဆိုလို့ရှိရင်တော့ဒီတဲကိုယောဂပိုးတွေကရောက်လာနိုင်တာပေါ့နော်ဒါကြောင့်မို့လို့မတန့်ရှင်းတဲ့ပိုးမွှားတွေရေထဲမှာမရှိဖို့အတွက်အများကြီးဂရုစိုက်ရမယ်ကိုကထုတ်ကုန်ထုတ်တဲ့လူဆိုရင်တော့ဒီရေကိုပို့ပြီးတော့ဂရုစိုက်ရမယ်မိုးရင်းမှာပို့ဂရုစိုက်ရမယ်ပေါ့နော်နောက်မိုးရေဆိုတဲ့အခါကျတော့ကုန်ချမ်းတွေရေဆိုသွားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဟင်းသီးဟင်းရွက်ဆိုရင်မြန်ပုတ်လွယ်တာမျိုးတွေဖြစ်တတ်တယ်အသီးအနှံတွေနောက်ပြီးရင်ပဲတွေနှမ်းတွေဆန်တွေဆိုလို့ရှိရင်မိုးရင်းမှာမှုတွေရမ်းများငရုတ်သီးတွေဆိုမှုတွေရမ်းများအဲ့ကြောင့်မို့ကိုကဒီမိုးရင်းရဲ့သဘောတဘာဝအောင်နားလည်ပြီးလို့ရှိရင်ကုန်ကျန်းပစ္စည်းဆိုရင်ပုံလုံးတစ်လောက်ပဲဝင်မယ်ပြီးရင်သူတို့မိုးရေမဆိုအောင်ထားမယ်ဆိုတာမျိုးလေးလုပ်ရမယ်ပေါ့နော်နောက်မိုးရသည်မှာဒီရေရင်းမြစ်မတန့်လို့ဘေးရန်တွေဖြစ်တတ်တဲ့အကြောင်းအရာကိုကိုကနည်းနည်းသတိထားရမယ်တကယ်လို့ရေကြီးတာတို့နောက်ဟိုဟာမြေပြိုတာတို့ဒါမျိုးတွေဖြစ်တယ်ဆိုရင်ရေထဲကိုခုနညဉ့်ညမ်းမှုတွေဝင်သွားနိုင်တယ်ဆိုတဲ့သဘောတရားကိုနားလည်ပြီးတော့ကိုကတိတိကျကျကာကွယ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အိမ်တွေမှာဆိုရင်သုံးတဲ့ရေတန်ရှင်းမှုရှိဖို့လိုအပ်တယ်ပေါ့ခုနပြောလိုက်တဲ့လိုမျိုးပဲမိုးရင်းမှာမိုးရေခံပြီးသုံးတာရှိတယ်မိုးရေခံပြီးသုံးတတ်တဲ့သဘောတဘာဝရှိရဲဆိုရင်ကိုယ့်ရဲ့အိမ်ခေါင်မိုးနဲ့ရေတယောက်တွေကိုတေချာတန်ရှင်းအောင်ထားရမယ်အဲကြောင့်အရင်တော့ဆိုရင်လေနေမှာနေတာဆိုတော့အိမ်တွေကနေပြီးတော့ကျမတို့ကရမဲတင်းမှာနေတာဆိုတော့ရေလဲရှားတယ်ရေရှားတဲ့ခါကျတော့မိုးရွာပြီဆိုရင်မိုးရေကိုခံပြီးတော့သုံးရတာပေါ့နော်အဲ့တော့မိုးရွာကနီးဆိုလို့ရှိရင်အိမ်ခေါင်မိုးပေါ်တက်ပြီးတော့ခေါင်မိုးတန့်ရှင်းလုပ်ရတယ်ဘာလို့ဆိုတော့အိမ်ရဲ့ဒီအိမ်ခေါင်မိုးရဲ့အပေါ်မှာကျတော့အပင်တွေပါရှိတယ်ပင်တွေရှိတော့မကြီးပင်လို့လိုဟာမျိုးတွေရှိတဲ့ခါကျတော့ຫນွေရာသီရွက်တွေကျွေထားတာရှိမယ်ရေတယောက်တွေကနေပိတ်နေတာလည်းရှိတတ်တယ်အဲ့တော့မိုးရင်းဆိုလို့ရှိရင်မိုးရွာကနေပြီးဆိုရင်အိမ်ခေါင်မိုးတန်ရှင်းရေးလုပ်ရတယ်ဟိုရေတယောက်တွေပဲတန်ရှင်းရေးလုပ်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဆက်စချင်းရွာကာစားကြကာစားရေတွေကိုမသိမ်းမဲနဲ့ပေါ့နော်မယူထားပဲနဲ့တွန်ပလိုက်ရတယ်ပြီးတော့မှရေလေးတက်နေပြီဆိုတော့မှဒီအုတ်ကန်ကြီးတွေပိုင်းနဲ့လှောင်ပြီးတော့တုံးကြတယ်ပေါ့နော်အဲ့ဒီသဘောတရားမျိုးကိုကဒီမိုးရေတုံးနေဆိုရင်အဲ့သဘောတရားလေးတွေကိုသတိထားရန်ကုန်ကလူတွေဒါမှမဟုတ်ရင်ဒီရေပေးစနစ်တစ်ခုခုကရေတွေကိုတုံးတဲ့လူတွေဆိုရင်အဲ့ဒီရေတွေကဒီမိုးရပြီဆိုရင်ဘက်တီးရီးယားတွေပါနိုင်တယ်ဆိုတာကိုသတိထားရမယ်ဖြစ်နိုင်လို့ရှိရင်တော့တောက်တဲ့ရေကိုကြိုပြီးတော့တောက်ရမယ်နော်ကျွန်တော်စိတ်ထဲမှာတော့ရေတန်းလုပ်ငန်းတွေကရေတွေဆိုရင်တောင်မှလေသူကဓာတုဘေးရန်နေတွေကိုပဲနည်းနည်းကာကွယ်နိုင်တာဒီဇီဝဘေးရန်နေကိုတော့ရေတန်းတွေကတိတ်မကာကွယ်နိုင်ဘူးအဲ့တော့မိုးရင်းဆိုလို့ရှိရင်တခါလေရေတန်းဘူးထဲမှာရေညှိအစိမ်းရောင်အဖက်တွေပါတာတို့ဘာလို့တွေလည်းတွေ့ရတတ်တယ်အဲ့တော့အိမ်မှာဆိုရင်လည်းရေတန်းတော့ရေတန်းမယ်ဒါပေမဲ့ရေတန်းကိုကြိုပြီးတောက်မှပဲစိတ်ချတယ်အထူးသဖြင့်ကလေးတွေရှိမယ်တကြီးရွယ်တွေရှိမယ်ဆိုရင်ကြိုပြီးတော့ပဲတောက်တယ်နော်အဲ့တော့ဒီမိုးရသည့်အန္တရာယ်ကတော့ခုနရေရင်းမြစ်မတန့်တဲ့ဟာရှိနိုင်တယ်ရေတက်တာတွေပေါ့နော်ရေကြီးတာတွေရေတက်တာတွေဖြစ်တတ်တယ်ညောင်းရေရှမ်းတာတွေဖြစ်တတ်တယ်အဲ့လိုခါမျိုးကြရင်ရေထဲကိုညဉ့်ညမ်းမှုတွေရောက်သွားနိုင်တယ်ပေါ့တော့အိမ်မှာသုံးတဲ့ရေကိုတန့်ရှင်းမှုရှိအောင်သုံးဖို့လိုအပ်တယ်လုပ်ငန်းသုံးဆိုရင်တော့ပို့ပြီးတော့တန့်ရှင်းရမယ်မှာရေစစ်တဲ့ဆက်တက်တာတို့ကိုသုံးမဲ့ရေကတန့်ရလားဆိုတာကိုဓာတ်ခွဲခန်းပို့ပြီးစမ်းသပ်တာနော်စိတ်ုံနေဆိုလို့ရှိရင်တော့ဒီကိုသုံးပြတဲ့ရေရဲ့တန့်စင်မှုကိုမိုးရင်းမှာပို့ပြီးတော့ဂရုစိုက်ပြီးတော့စစ်တင်တယ်ပေါ့နော်အထူးသဖြင့်ကိုယ့်ရဲ့ရေရင်းမြစ်ကထားပါတော့ကိုကအဝီစီတွင်းသုံးတယ်ဆိုတော့အဲ့ဒီအဝီစီတွင်းနဲ့ပတ်ဝန်းကျင်မှာညဉ့်ညမ်းမှုရှိစရာအကြောင်းရင်းရှိတယ်ဆိုရင်ပို့ပြီးတော့ဂရုစိုက်ရမယ်နော်ဒါလေးကတော့WHO ရဲ့5 keys ပေါ့နော်အဓိကအစားအသောက်နဲ့ပတ်သက်ပြီးတော့အဓိကအရေးကြီးဆုံးထိန်းချုပ်ရမယ့်အချက်တွေပေါ့ဒါတွေထိန်းချုပ်ထားတယ်ဆိုရင်ခုနကဇီဝဆိုင်ရာဘေးအန္တရာယ်တွေတော်တော်လေးကိုလျော့နေသွားနိုင်တယ်လျော့နေသွားလိမ့်မယ်နော်အဲ့ဒီဒီ site ပို့ပါအဲ့တော့အခုကိုယ့်ရဲ့ food safety အလေးထားလေးတွေကိုကိုယ်တိုင်သုံးသပ်ကြည့်အောင်နော်အဖြစ်ဟိုကလေမိခွန်းလေးတွေဖြည့်ကြည့်ပါသူကအခုဒီမှာ share ပေးမယ်ဒါကိုဖြည့်ရမှာချက်ထဲကိုထည့်ပေးမယ်နော်အဲ့ဒါဆိုရင်နောက်လည်းအသုံးပြုလို့ရတာ
ချက်ထဲကနေပြီးတော့ download လုပ်လို့ရတယ်ဆိုရင် download လုပ်ပြီးတော့ယူပါတကယ်လို့အဲ့ကနေ download လုပ်လို့မရဘူးဆိုရင်တော့ကျွန်တော်ဒီမှာ share ပေးထားပါမယ်မိကွန်းလေးတွေဖြည့်ကြည့်ပါကိုပြန်ပြီးသုံးသပ်တာပေါ့ကိုယ့်ရဲ့ food safety နဲ့ပတ်သက်တဲ့အလေးထားတွေကဘလောက်ကောင်းတယ်လဲဘလောက်ထိဟိုအားရှိတယ်လဲပေါ့နော်ပြီးလို့ရှိရင်ဒီမှာအမှတ်လေးတွေလည်းဒီမှာလုပ်ပေးထားပါတယ်10မှတ်ထက်နည်းတယ်ဆိုရင်တော့တိတ်မကောင်းဘူး17နဲ့15ကြားဆိုရင်တိုးတက်အောင်လုပ်ဖို့လိုသေးတယ်16နဲ့20ကြားဆိုရင်မဆိုးဘူးပေါ့နော်20အထက်ဆိုရင်တော့ကောင်းတယ်ပေါ့အဲ့တော့ဒါလေးတွေအမှတ်လေးပေးကြည့်ပါ download လုပ်လို့ရရင်ဟိုထဲကနေ download လုပ်လို့မရဘူးဆိုရင်တော့ကျွန်တော်ဒီမှာ share ပေးထားပါတယ်ကိုကဒီမေးခွန်းတစ်ခုကို yes လို့ဖြေတယ်ဆိုရင်ကိုအမှတ်တစ်မှတ်ပေးပါအဲ့လိုနဲ့အမှတ်လေးတွေအားလုံးပေါင်းလိုက်လို့ရှိရင်ဘယ်လောက်ရလဲပေါ့နော်ဟုတ်ကဲ့ရှင်တီချယ်ဟုတ်ပြောပါ ဟုတ်ကဲ့တီချယ်မိကုန်းနံပါတ်1မှာအစားအသောက်တွေမကင်ခင်မှာလက်ကိုဆက်ပြရည်လို့နဲ့မိနစ်20 စက္ကန့်20လားမိနစ်20လားမသိဘူး စက္ကန့်20 Recording in progress. ဖတ်လို့ရရဲ့လားဖတ်လို့ရရဲ့လားလို့ဖုန်းထဲကသွားဝင်ကြည့်ဖြေပြီးရင်ပြောနော်ချက်ထဲကနေပြီးအမှတ်ဘယ်လောက်ရလဲပါရေးပေး22ကမေခွန်းမပြည့်စုံဖြစ်သွားတယ်22မှာပြောချင်တာကလေအရေးပေါ်အခြေအနေမျိုးမှာဘာလုပ်မလဲဆိုတာကိုကြိုတင်ပြင်ဆင်ထားဖို့ပြောတာပေါ့နော်အဲ့တော့ဥပမာ22ကဘာတွေဘယ်လိုဟာမျိုးလဲဆိုရင်လုပ်ငန်းတွေဆိုလို့ရှိရင်မိသက်ဆေးဘူးတို့ဘာလို့ကြိုတင်ပြင်ဆင်ထားတင်တာပေါ့မီးလောင်တာတို့ဘာလို့ဖြစ်မှာစိုးလို့ပေါ့နော်မီးလောင်နေဆိုရင်အရေးပေါ်ငြိမ်းလို့ရအောင်ပေါ့
ဟုတ်ကဲ့အခုထိပေးထားတဲ့အဖြေတွေထဲမှာ14 15 13တွေများတယ်ပေါ့နော်16ဟုတ်ကဲ့ဘယ်နေရာတွေမှာလိုအပ်တာလဲဘယ်နေရာတွေမှာကိုကျင့်သုံးတာနဲ့မကိုက်ညီတာလဲ အမဟိုပါပေါ့နံပါတ်21ဆိုရင်ကျွန်တော်တို့တော်တော်များများဟိုပါပေါ့အသီးအရွက်တွေsorry မဟိုအသားတွေဆိုရင်ရုံးတွေဘာတွေတွားရင်ကြတော့ဒီကအကုန်လုံးကမီးတွေကအကုန်မိန်းချခဲ့ရတော့လေမတချို့ဟာတွေဆိုရင်ညနေခင်းပြန်လာတဲ့အချိန်ဆိုရင်သူကဟို freezer ထဲထည့်ထားပြီးပဲလေဒီဟာရေခဲကအရေပျော်ပြီးတော့အဲ့လိုမျိုးတွေကြတော့ဟိုမလိုက်နာနိုင်တဲ့ဟာမျိုးတွေရှိတယ်မှာအဲ့ဒါလေးတွေအောင်ဟုတ်တယ်ပြီးတော့ဟို oven တို့ဘာလို့ဆိုရင်ဒါဟိုကျွန်တော်တို့ဆိုရင်ဒါ oven လက်ရှိမှာဒီ microwave ကမဆောင်ထားဘူးเนาะမဆောင်ထားတော့ဒီဟာလေးဆိုရင်အဲ့လိုမျိုးလေးက ဖေးဖြစ်တဲ့ဟာလေးရှိရမှာဟုတ်တယ်ရေခဲတစ်တာအသုံးပြုမှုကလေတို့ကမီးကအရန်ပြတ်တဲ့ခါကျတော့ရေခဲတစ်တာသုံးနေရတာဟိုဘေးမကင်းဘူးเนาะဟိုအိမ်မှာအမြဲတမ်းလူရှိမှပဲဒီရေခဲတစ်တာကိုမီးပြတ်တဲ့ချိန်ခုန4 နာရီမီးပြတ်တယ်ဆိုရင်မီးပြန်လာကနေ့တော့မှရေခဲတစ်တာတန်ရှင်းလုပ်တယ်ဆိုတော့အိမ်မှာရှိတဲ့နေ့ပဲလုပ်လို့ရတာအိမ်မှာမရှိတဲ့နေ့ဆိုဒီလိုလုပ်လို့မရဘူးဆိုတော့ရေခဲတစ်တာအသုံးပြုမှုကတော့အားလုံးအတွက်ခက်ခဲတယ်မီးကပြတ်တော့လေဟုတ်ကဲ့ပါကျန်တဲ့လူတွေရောဘယ်နေရာတွေမှာခက်ခဲလဲကဲဒီချေသမီးတို့လည်းဒီရေခဲတစ်တာအသုံးပြုတဲ့နေရာမှာပဲအဲ့လိုဖြစ်တာပါရှင်ဟုတ်တယ်ရေခဲတစ်တာအသုံးပြုမှုအဲ့ဒါတော်တော်တို့အကုန်လုံးအတွက်ခက်ခဲကြတယ်နော်မီးပြတ်တာမီးကအရင်ပြတ်တာpersonal hygiene လို့နောက်ပြီးရင်ဒီတန့်ရှင်းရေးတို့food handling တို့နောက် cross contamination တို့ safe food consumption တို့ဒါတွေကတော့ဟိုအနေနဲ့များလိုက်နာနိုင်မယ်ထင်ပါတယ်နော်ဟိုလက်ဆေးတာတွေပကံခွဲသုံးတာတွေအစိမ့်နဲ့ကြက်နဲ့ခွဲထားတာတွေနံပါတ်6လည်းအဲ့လိုမလုပ်ဖြစ်ဘူးဆိုတော့နံပါတ်ချက်ချင်းမစားသင့်ပေမဲ့အစားအောင်နေဘူး။အော်ရက်ဆွဲရေးပြီးတော့ဘူးမှကတ်ထားမယ်။အဲ့ဒါလေဟိုဟာဥပမာဒီစားတော့ကဖွင့်လိုက်ပြီဘူးတွေပါလေဆိုလဲနော်ဟိုမှုတ်တက်လွယ်တဲ့အစားတော့ပေါ့မှုတ်တက်လွယ်တဲ့အစားတော့ပြက်လွယ်တဲ့အစားတော့ပိုးပေါက်လွယ်တဲ့အစားတော့တွေဆိုရင်ဥပမာကိုကစီတိုဘူးတို့ဘာလို့ဝယ်ပြီးစားရဲဆိုတော့စီတိုဘူးကိုဖွင့်လိုက်တယ်ဆိုရင်ဖွင့်ပြီးသွားလို့ရှိရင်သူ့ကိုဟိုပြန်နှွေးပြီးတော့စားမယ်ဆိုတော့ပြန်နှွေးပြီးစားမယ်ဆိုရင်နှွေးလိုက်တယ်ပေါ့နှွေးပြီးသွားရင်မကုန်သေးဘူးတခြားတစ်ဘူးနဲ့ထည့်ထားမယ်ဆိုရင်ဘူးနဲ့ခွက်နဲ့ပြန်ထည့်ပြီးတော့အုပ်ပြီးသိမ့်မယ်ဆိုရင်ဒါပဲနေရဟာလဲဆိုတာရက်ဆွဲလေးရေးပြီးကတ်ထားရင်တော့ကောင်းတယ်တချို့အဲ့လိုပျက်စီးလွယ်တဲ့အစားအသောက်တွေလက်ဖက်ကိုစီနယ်ပြီးသားလို့ပါလို့ဆိုရင်သူရောင်းတဲ့သူကဒိတ်ပါတယ်ဒါပေမဲ့ကိုကဘယ်နေရဖွင့်လိုက်တာလဲဆိုတော့ဖွင့်လိုက်တဲ့ရက်ဆွဲကိုလည်းကိုတွားပြီးတော့ရေးထားတဲ့တယ်မဟုတ်လို့ရှိရင်ကိုကမစားပြည့်ဘူးကြာကြီးနေရောပြီးရင်အရန်ကြာသွားပြီဆိုတော့မှတော့စားရင်မှုတွေပါရှိတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်တခြားသူတွေရောဘာတွေများဆွေးနွေးကြရရှိလဲအဲ့တော့ဒါလေးကတော့ကိုသုံးသပ်ကြည့်တာပေါ့နော်ကိုယ့်ရဲ့ food safety အလေးအထားတွေဘယ်လောက်ထိရှိတယ်လဲဆိုတာလေးကိုသုံးသပ်ကြည့်တာပေါ့ပြီးတော့အဲ့တော့အိမ်နေမှာဆိုရင်ဘာတွေလုပ်ရမလဲပြန်ပြီးတော့အနှစ်ချုပ်ကြမယ်ဆိုရင်ပေါ့နော်လက်ကိုတေချာဆေးပြီးမှစားစရာကိုကိုင်းမယ်ပေါ့မိဖို့ကြောင့်မျက်နှာပြင်တွေကိုအမြဲတမ်း6တွေ့နေအောင်တန့်ရှင်းထားမယ်ပေါ့ပြီးရင်အစားအသောက်ကိုအလုံးလုံးတဲ့အခါပဲဖြစ်ဖြစ်အရွက်တွေပါခြွေတဲ့အခါတို့ပါဆိုလဲလေဟိုအောက်ကိုမချစေချင်ဘူးပေါ့နော်အောက်ကိုချတဲ့အခါကျရင်ဘာဖြစ်လဲဆိုဒီကျန်းပေါ်မှာကိုကတော့ဥပမာပလတ်စတစ်ခင်းတယ်သတင်းစာခင်းတယ်ပေါ့အဲ့လိုမျိုးပြင်မယ်လို့တကယ်တမ်းကတော့ကျန်းပေါ်မှာချထားရဲဆိုလို့ရှိရင်ညစ်ပတ်တာကတော့ချိန်မြေးညစ်ပတ်သွားနိုင်တာပေါ့နော်အထူးသဖြင့်ကိုကအစားအသောက်တွေရောင်းချရဲဆိုရင်ပေါ့ဟိုတလောတော့ကအဲ့ဒီ food safety တင်တန်းလေးကိုကြော်ညာရေးလိုက်တဲ့ခါကျတော့တငယ်ချင်းကအဲ့ဒါကို share ပြီးတော့သူကပြန်ရေးထားသူအသေးစိတ်သူဒူးရင်းသီးသွားဝယ်တော့ဒူးရင်းသီးဆိုင်က
တွင်းသေးကိုဘလို့ကင်တွယ်တာဆိုတာအောက်မှာချထားတယ်သတင်းစာလေးပဲခင်းပြီးတော့ဒါတော့မှသူဝယ်တဲ့တွင်းသေးကတော်တော်ဈေးကြီးတဲ့လူတွေကလာတဲ့တွင်းသေးဒီတွင်းသေးကိုတော့ဒီလိုကင်နေဆိုပြီးသူရေးထားတာလေတွေ့ရပေါ့နော်အဲ့တော့အစားအသောက်ကိုကြက်မော့ချတယ်ဆိုရင်သူများကလည်းအမြင်မကောင်းလုပ်ငန်းမှာဆိုရင်တော့ကြက်မော့လုံးဝမချစေချင်ဘူးနောက်ဈေးကဝယ်လာတဲ့သားငါးတွေပြီးရွက်တွေကိုတေချာဂရုတစိုက်ဈေးကြောရမယ်ပေါ့နော်အခုကိုကအချိန်လုပြီးတော့လုံးလုံးရတဲ့လူတွေဆိုရင်ဒီအလုပ်ကိုတိတ်ပြီးမဆိုင်နိုင်ဘူးအခုကျွန်တော်ကအရင်တော့ဈေးဝယ်တယ်ဆိုဈေးဝယ်ပြီးရင်ကိုယ့်အလုပ်ကပြီးသွားပြီအခုကျအဲ့လိုမဟုတ်ဘူးအိမ်မှာနည်းနည်းလုံးစရာလေးတွေများလာတဲ့အခါကျဈေးဝယ်လာပြီဆိုရင်အဲ့သားငါးတီးရွက်တွေကိုရေဆေးပြီးတော့ရေခဲတက်တာနဲ့ဒီရအောင်ထည့်တဲ့အလုပ်ကိုတာဝန်ယူလိုက်တာပါအဲ့ကျမှသတိထားမိတာကလေဒီအသီးရွက်တွေဟင်းသီးရွက်တွေကိုပြင်ဆင်တာဥမာချင်မောင်ရွက်တို့ပါလို့ဆိုခြွေရမယ်ပေါ့နော်ကမွန်းချင်ရွက်တွေပါလို့ဆိုခြွေရမယ်အဲ့လိုအလုပ်တွေလုပ်ရတာအချိန်တော်တော်ရုပ်ပေးရတယ်နော်သားငါးတွေဆိုလည်းအဲ့လိုပဲငါးတွေပစွန်တွေတေချာပြောင်းဆေးမယ်ဟိဆိုအချိန်တွေအများကြီးပေးရတယ်ဈေးချင်းတောင်းကိုရှင်းလိုက်တာတနာရီခွဲလောက်တောင်ကြာနိုင်တယ်အမျိုးအစားပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဒါပေမဲ့အဲ့ဒါလေးကိုအချိန်ပေးပြီးတော့လုပ်ရမဟုတ်လို့ရှိရင်ကျွန်တော်တို့ကယောဂတွေကိုယ်မှာဝန်းရှောဝန်းပြက်တွေဖြစ်တာမျိုးတွေဖြစ်နိုင်တယ်အထူးသဖြင့်ကလေးငယ်တွေလူကြီးတွေရှိတယ်ဆိုရင်တော့ဒီကိစ္စကိုအထူးပြီးဆိုင်ရအောင်နော်အဲ့တော့မိုးရင်းဆိုရင်တော့ပို့ပြီးတော့စိုးတိုင်းစားမြင့်တဲ့အတွက်ကြောင့်မလို့အစားတောက်တွေပို့ပြီးတော့ဂရုစိုက်တယ်နော်ကဲစားတောက်ဆိုင်တဲ့အိမ်တွင်းလုပ်ငန်းငယ်တွေရောဒါဆိုရင်ပိုဂရုစိုက်ရမယ့်ဟာတကူက pest control ပါမိုးရင်းမှာကြွက်တွေလည်းတအားပေါ်တယ်ဂျင်ကောင်တွေလည်းတအားပေါ်တယ်အနံလေးနည်းနည်းရှိတာနဲ့ငပြာရည်တို့ငပိတို့လိုနည်းနည်းလေးရှိတာနဲ့သူကအထဲထဲကိုအကောင်တွေကဝင်လာမယ်အဲ့အတွက်ကြောင့်မို့လို့ဒီ pest control ကိုပို့ပြီးဂရုစိုက်ရမယ်လိုအပ်မယ်ဆိုလို့ရှိရင်ဒီကြွက်ထောင်ချောက်ချတာတို့ချင်းစေးဖြန်းတာတို့ဆိုတဲ့အလုပ်တွေကိုပို့ပြီးတော့တိုးပြီးလုပ်ရမယ်ပေါ့နော်နောက်ကုန်ချမ်းတွေပါဝင်ပစ္စည်းတွေကိုရေမစိုးအောင်ရေမွေးမရိုက်အောင်ဂရုစိုက်ရမယ်ပြီးတော့အပူစားအေးစားအစားအသောက်တွေကိုအပူချိန်မှန်အောင်ထိမ့်သိမ်းရမယ်ပေါ့နော်ခုနကပြောတဲ့ temperature danger zone 5 degree C နဲ့60 degree C ကြားမထားမိအောင်ထားမိတယ်ဆိုရင်လည်း4နာရီတည်းပို့ပြီးမကြောက်အောင်ပေါ့နော်အစားအသောက်တွေအပြင်မှာထားမယ်ဆိုရင်4နာရီတည်းပို့ပြီးတော့မထားသင့်ဒါကလည်းသိပ္ပံနည်းကျပြောထားတာပေါ့နော်တကယ်လို့များအစားစရာထဲမှာပေါ့နော်ဆာမိုနယ်လာပိုးတစ်ကောင်ပါမယ်ဆိုတော့ဘက်တီးရီးယားတစ်ကောင်ပါမယ်ဆိုတော့အဲ့ဘက်တီးရီးယားကအကောင်1000ဖြစ်သွားဖို့အတွက်အချိန်4နာရီခွဲပဲလိုတယ်အကောင်1000ဆိုတာဒီလူရဲ့ဘိုက်ထဲကိုရောက်သွားလို့ရှိရင်ဘေးအနေနဲ့ဖြစ်မဲ့ပိုးပမာဏအဲ့ခါကျတော့ဘက်တီးရီးယားလေးဆာမိုနယ်လာလေးတစ်ကောင်နဲ့ပါရင်တော့မှဒီတိုင်းချက်ချင်းစားရင်သူကတစ်ကောင်နဲ့ဆိုတော့လူကိုဝမ်းမလျှောစေအကောင်1000ဖြစ်သွားရင်လူကိုဝမ်းလျှောစေမှာအဲ့အကောင်1000ဖြစ်ဖို့ကအချိန်4နာရီခွဲပဲကြာတယ်ဒါကြောင့်အစားအသောက်ကိုအပြင်မှာထားရဲဆိုရင်4နာရီထဲပို့ပြီးတော့မထားသင့်ဘူးနော်နောက်တန်ရှင်းရေးကိုမိုးရင်းမှာအချိန်ကြီးပို့ပြီးလုပ်တဲ့နဲ့ရေအသုံးပြုမှုကိုအထူးပြုစိုက်တဲ့ပေါ့နော်ဒါစားတောက်ဆိုင်တွေပြီးရင်အိမ်တွင်းမှာအိမ်ကနေပြီးတော့စားတောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်းလေးတွေပေါ့နောက်စားတောက်ကုန်ထုတ်လုပ်မှုတွေလုပ်တဲ့စက်ရုံတွေပေါ့စက်ရုံအဆင့်တွေကြရင်ရောမိုးရင်းမှာဘာတွေသုံးသပ်ရမလဲဆိုရင်ဥပမာတော့ good hygiene practices တို့ဘာလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးတန်ရှင်းရေးရှိမယ် maintenance ရှိမယ်အမှိုက်ဖြစ်တဲ့ကိစ္စတွေရှိမယ် pest control တွေရှိမယ်အဲ့လိုဟာတွေကိုဂရုစိုက်ရမယ်ပြီးရင်ဒီစားသောက်ကုန်ထုတ်လုပ်တဲ့အဆင့်တွေမှာလည်းမိုးရင်းကြရင်လုံလောက်ရလားပေါ့နော်အထူးသဖြင့်တန်ရှင်းရေးပေါ့တန်ရှင်းရေးဆိုလို့ရှိရင်နွေရာသီတုန်းကတော့အဟုတ်ပဲမိုးရင်းကြတော့တန်ရှင်းရေးလုပ်လိုက်တာကြမ်းပြင်နေပါလေဆိုရင်ကြမ်းကိုကြမ်းတိုက်လိုက်တယ်ပေါ့တော်တော်နဲ့မချောက်ဘူးမချောက်ပေမဲ့လုပ်ငန်းသဘောအရာမစောင့်နိုင်တော့ဖက်နှက်တွေနဲ့နင်းကြမယ်ပြီးရင်အဲ့ဖက်နှက်တွေကနေပြီးတော့ညဉ့်ညမ်းမှုတွေတနေရာနဲ့တနေရာကိုရောက်မယ်ဆိုတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဒီလုပ်ငန်းစဉ်တွေကိုမိုးရင်းကလုံလောက်ရလားမိုးရင်းနဲ့တိုက်ညီရလားပေါ့နော်ဒါလေးသုံးသပ်ရမယ်နောက်စက်ရုံအတွင်းအပြင်ရေမိုးအောင်ဂရုစိုက်ရမယ်အပြင်မှာအတွင်းမှာဝင်ရင်ချော်လဲမယ်ပြီးရင်ပိုးတွေပေါက်မယ်အပြင်မှာဝင်ရင်ခြင်တွေပေါက်မယ်ရင်တွေပေါက်မယ်ပေါ့နော်ရေဝတ်တဲ့ကိစ္စကတော့တော်တော်လေးကိုဂရုစိုက်ရတဲ့ဟာဖြစ်တယ်နောက် pest control ပို့လုပ်ရမယ်လိုအပ်မယ်ဆိုရင် frequency ပို့လုပ်ရမယ်ခုနပြောထားတဲ့အတိုင်းပဲပေါ့နော်တူလောင်ထားတဲ့ကုန်ပစ္စည်းတွေကိုရေငွေ့တွေမရိုက်အောင်ရေမစိုးအောင်ဂရုစိုက်ရမယ်ပြီးရင်စက်ရုံဖြစ်တဲ့အတွက်ကြောင့်မို့လို့ temperature တွေ humidity တွေမှတ်တမ်းထားသင့်တယ် temperature humidity မှတ်တမ်းထားပြီးတော့တကယ်လို့ humidity ကအများတန်းအဲ့လို90ကျော်ကြီးဖြစ်နေတဲ့ခါကြပါလေထုတ်ကုန်တွေကိုတချို့ပစ္စည်းတွေဆိုအကြာကြီးတင်ထားပြီးပြီဆိုရင်သူကဖောက်ပြီးတော့စစ်တင်စစ်ရ